ဒီကနေ့ညပေတတ်တို့ကိုဦးဇင်းတို့ဗာတရားများဟောမှလဲဆိုလို့ရှိရင်မေဇိမာနိကေဥပရိပဏတပါဠိတော်မှာလာရှိတဲ့ဗတ္တိကရတ္တသုတ်တံဆိုတာကိုဟောဖို့ဦးဇင်းတို့စဉ်းစားလာပါတယ်ဗတ္တိကရတ္တသုတ်တံတဲ့ဗတ္တိကရတ္တဆိုတာကောင်းသောညလို့အဓိပ္ပာယ်ရပါတယ်ဦးဇင်းတို့အလွန်ကြိုက်နှစ်သက်တဲ့တရားဒေသနာတစ်ပုဒ်ပေါ့နော်ဒီတရားဒေသနာကိုနာယူကြည့်မယ်ဆိုလို့ရှိရင်ဘဝမှာအငြိမ်းချမ်းဆုံးအမြင့်မြတ်ဆုံးနေတဲ့နည်းဟာဘာလဲဆိုတဲ့မေခွန်းရဲ့အဖြေကိုလည်းသိသွားမယ်ပေါ့နော်ဘဝမှာအကျိုးကျေးဇူးအများဆုံးတန်ဖိုးအကြီးဆုံးအငြိမ်းချမ်းဆုံးအမြင့်မြတ်ဆုံးနေတဲ့နည်းကိုဒီဒေသနာလေးထဲမှာပြည့်ပြည့်စုံစုံတွေ့ရတယ်ဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့မြင့်မြတ်စွာနေနိုင်ဖို့ငြိမ်းချမ်းစွာနေနိုင်ဖို့ချမ်းသာစွာနေနိုင်ကြဖို့ဆိုတဲ့မွန်မြတ်တဲ့ရည်ရွယ်ချက်နဲ့ဒီတရားဒေသနာတော်ကိုနာယူမှတ်သားကြနော်ဘုန်းကြီးတို့ဒီဗတ္တိကရတ္တသုတ်တံမှာမြတ်စွာဘုရားကဂါထာတော်၄ပုဒ်ဖြင့်တန်းစာဆင်ပြီးတော့ဟောတာအဲ့ဒီဂါထာလေး၄ပုဒ်ကိုဒီကနေ့ညဦးဇင်းတို့နားလေသလောက်အသေးစိတ်ကလေးပြောသွားပါနော်ဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့ကလည်းပဲနားလည်မှုရှိရေးကိုရှေ့တန်းတင်ပြီးတော့မျက်မျက်နှိုးနှိုးနာယူကြည်ညိုကြတယ်နော်အဲ့တော့ဂါထာ၄ပုဒ်ရှိတဲ့နေ့ကပထမဦးဆုံးဂါထာကနေစတင်ပြီးတော့ပြောကြည့်ရအောင်အဒီတနာနာဂမေယနပတိကင်ခေအနာဂတံယရဒီတံဘဟိနတံအပတ္တင်္စအနာဂတံဒါပထမဂါထာလေးအဓိပ္ပာယ်ကဘာပြောလဲဆိုတော့အတိတနာနွားကမေယဖြစ်ခဲ့ပြီးသားအတိတ်ကာလကအနေထားတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာလောဘဒေါသမောဟမဖြစ်စေဘဲနဲ့အတိတ်ကိုအစင်မလိုက်ရဘူးတဲ့နပတိကင်ခေအနာဂတံအနာဂတ်ကာလနဲ့ပတ်သက်ပြီးတော့လည်းပဲကျူတင်ပြီးတော့တွေးတောပူပန်ကြောင်းကြတာတွေတောင်းတတာတွေနဲ့အနာဂတ်ကိုလည်းပဲအစင်မလိုက်ရဘူးတဲ့ဒီနေရာမှာအတိတ်ကိုအစင်လိုက်တယ်အနာဂတ်ကိုအစင်လိုက်တယ်ဆိုတာကိုရိုးရိုးရှင်းရှင်းဘယ်လိုနားလည်ကြရမှာလဲဆိုလို့ရှိရင်ပါမခါကျုပ်ဆိုတော့ဘုရားကြီးပြောတဲ့စကားကိုယူပြောရရင်တော့အတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့ဆိုတဲ့စကားလုံးနော်အတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဂါထာလေးရဲ့အောင်နာလေးမှာအကြောင်းပြချက်မြတ်စွာဘုရားပေးထားတယ်ယရတိတံပဟိနန္တံအတိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီကုန်ခဲ့ပြီမရှိတော့ဘူးတဲ့အတိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီကုန်ခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်ဒီမရှိတော့တာတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဘာမှလေးလံပင်ပန်းမှုမရှိရဘူးအတိတ်ကမရှိတော့ဘူးရိုးရိုးလေးအတိတ်ကိုမရှိတော့ဘူးလို့နားလည်ရဒါကြောင့်မို့လို့အတိတ်ကိုမပြန်ရအပတ္တင်္စအနာဂတံအနာဂတ်ဆိုတာကတော့ရောက်မလာသေးဘူးတဲ့အနာဂတ်ဆိုတာရောက်မလာသေးဘူးတကယ်မဖြစ်သေးဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့အနာဂတ်ကိုလည်းပဲမကြံနဲ့တဲ့တော့ဒီနေ့မှာဦးဇင်းတို့ပေးသက်ပေါင်းသူတော်ကောင်းတို့ကိုယ့်ရဲ့စိတ်နှလုံးကိုငြိမ်းချမ်းခြင်းနဲ့ချမ်းသာခြင်းနဲ့မြင့်မြတ်ခြင်းနဲ့ဆိုလို့ရှိရင်ဒီအဆုံးအမကိုလိုက်နာနိုင်ဖို့လိုတယ်ပေါ့များသောအားဖြင့်ဦးဇင်းတို့တွေဟာဒီအဆုံးအမကိုမလိုက်နာနိုင်ကြတာပဲများတယ်စိတ်ကအတိတ်ကိုပြန်ရင်းနဲ့အနာဂတ်ကိုကြံရင်းနဲ့ပဲနေတာများတယ်အဲ့ဒါကြောင့်မို့လို့လည်းပဲဒီစိတ်ကပင်ပန်းရတာဒီစိတ်ကပူလောင်ရတာဒီစိတ်ကညှဉ်းနှွမ်းရတာအတိတ်ကိုမပြန်မဲနဲ့အနာဂတ်ကိုမကြံမဲနဲ့ဒီစိတ်ကပြောရရင်ပင်ပန်းလို့ကိုမရဘူးလို့ဆိုရင်တယ်တော့ကိုယ်စိတ်တွေပင်ပန်းတိုင်းပူလောင်တိုင်းဆင်းရဲတိုင်းတတိချာချာလေးအာယုံစိုက်ပြီးတော့အဖြေရှာကြည့်စိတ်ဟာအတိတ်သို့မဟုတ်အနာဂတ်ကိုရောက်နေတယ်ဆိုတာကိုတွေ့နိုင်တယ်ဟုတ်လားအဲ့လိုဆိုရင်စိတ်ချမ်းသာခြင်းနဲ့ငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင်အတိတ်ကိုမပြန်ဖို့အနာဂတ်ကိုမကြံဖို့ကြိုးစားရမယ်အတိတ်ကိုမဖို့ကြိုးစားတဲ့နေရာမှာအားကြီးတဲ့အကြောင်းအထောက်ပံ့ကဘာလဲလို့မေးရင်အ
တိတ်နဲ့အနာဂတ်ရဲ့အကြောင်းကိုကောင်းကောင်းနားလည်မှုရှိဖို့အဲ့ဒါမြတ်စွာဘုရားကအတိတ်နဲ့အနာဂတ်ရဲ့အကြောင်းကိုအလွန်တူတောင်းတဲ့စကားလုံးလေးသုံးပြီးတော့အတိတ်ပဲဖွင့်ပြထားတယ်အဲ့ဒါအတိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီမရှိတော့ဘူးတဲ့အတိတ်ရဲ့သဘာဝအနာဂတ်ဆိုတာကဘာလို့ရောက်ဒီကိုရိုးရှင်းတော့ဟုတ်လားအဲ့တော့ဒီနေ့မှာဦးဇင်းတို့အတိတ်ဟာမရှိတော့ဘူးပြီးခဲ့ပြီပျောက်ခဲ့ပြီဆိုတာကိုနားလည်ဖို့ကြိုးစားတဲ့နေရာမှာအတိတ်ဆိုတာဝိကွာတဲ့ကာလကဖြစ်ခဲ့တဲ့အရာတွေကိုမှအတိတ်လို့နားလည်ထားလို့မပြည့်စုံဘူးခုတင်လေးဖြစ်ခဲ့တဲ့အရာအတိတ်ဖြစ်သွားပြီအတိတ်ကိုနီးနီးနားလည်ဖို့လိုတယ်အဲ့ဆိုကြပါစို့သောတော်ကဘုန်းကြီးကသီလပေးတယ်ပေးတဲ့တို့လိုက်ဆိုခဲ့ကြတယ်အဲ့ဒီအချိန်မှာမြင်ခဲ့တာတွေရှိတယ်ကြားခဲ့တာတွေရှိတယ်တွေးခဲ့တာတွေခံစားခဲ့တာတွေစိတ်ထဲမှာအမျိုးမျိုးတုံ့ပြန်ခဲ့တာတွေတကယ်ဖြစ်ခဲ့တာပဲအဲ့ဒါအခုရှိသေးသလားအတိတ်ဖြစ်သွားတယ်နော်အဲ့ဒီသီလပေးတော့ကအနေထားကနည်းနည်းတောင်ဝေးနေသေးတယ်ခုကိုပဲပြောနေရင်းနဲ့ဘာဖြစ်သွားပြီတော့အတိတ်ဖြစ်သွားပြီမရှိတော့ဘူးလေခုဦးချင်းမရှိတော့ဘူးလေလို့ပြောတာလေမရှိတော့ဟုတ်တယ်မဟုတ်လားစဉ်းစားနော်ဒါကြောင့်အတိတ်ကိုအလွန်နီးနီးကပ်ကပ်မြင်နိုင်အောင်ကြိုးစားရမယ်ခုတင်လေးဖြစ်ခဲ့တာတောင်မရှိတော့ဘူးအဲ့ဒါကိုစိတ်မဝင်စားတော့နဲ့အဲ့ဒါကိုခေါင်းထဲကိုမထည့်တော့နဲ့ပေါ့ပြောချင်တာဒါကြောင့်စိတ်ချမ်းသာခြင်းနဲ့ငြိမ်းအေးခြင်းနဲ့ဆိုရင်အတိတ်ကိုအဲ့လိုနားလည်မှုအသေးစိတ်ရှိအောင်လုပ်ပြီးတော့အတိတ်ကိုမပြန်ဖို့ကြိုးစားရမယ်အနာဂတ်ကိုလည်းပဲဦးဇင်းတို့ဘယ်လိုနားလည်ရမလဲအပ္ပတင်္စအနာဂတအနာဂတ်ဆိုတာရောက်မလာသေးဘူးတဲ့ဒါကြည့်နော်ရှေ့ကိုတစ်စက္ကန့်လေးတောင်ဦးဇင်းတို့ကြိုးပြီးတော့နေလို့မရဘူးတချို့လူတွေကအတိတ်နဲ့အနာဂတ်ကိုနားမလည်တဲ့အခါကျတော့ရောက်မလာသေးတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့စိတ်ကကြိုးကြိုနေပြီးတော့ကြိုးကြိုပြီးတော့ပင်ပန်းထားကြတာတွေရှိတယ်ရောက်လာတော့ပင်ပန်းရတာကတစ်မျိုးရောက်မလာခင်ကကြိုးပြီးတော့ပင်ပန်းရတာတစ်မျိုးနှစ်ခါသုံးခါနာနေတာပေါ့စဉ်းစားကြည့်နော်အလွန်တရာအစဉ်ပြေခြင်းတဲ့စိတ်တွေကြောင့်အစဉ်မပြေမှာကိုစိုးရိမ်တဲ့စိတ်တွေကြောင့်အနာဂတ်ကိုလိုအပ်တာတဲ့ပိုးပြီးတော့ပူပန်ကြောင်းကြဆိုင်နေတာတွေရှိတယ်ဟုတ်လားတကယ်အဖြေတွေကယာပြီးသားတွေယာပြီးသားအဖြေကိုပဲထပ်ပြီးတော့ထုတ်ရင်းနဲ့စိတ်ကပင်ပန်းနေတာအနာဂတ်ကိုစိတ်မချနိုင်ဘူးပေါ့နော်ဒါကြောင့်မြတ်စွာဘုရားကအနာဂတ်ဆိုတာဘာလို့ရောက်မလာသေးဘူးတဲ့သိပြီးတော့ဆန္ဒတွေစောမနေနဲ့ပေါ့ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်အောင်တို့အတိတ်ဟာမရှိတော့ဘူးလို့အနာဂတ်ဟာမရောက်သေးဘူးလို့ရိုးရှင်းရှင်းနားလည်ပြီးတော့အတိတ်ကိုလည်းမပြန်မဲနဲ့အနာဂတ်ကိုလည်းမကြံမဲနဲ့နေနိုင်မယ်ဆိုရင်နေနိုင်တဲ့လောက်ဒီစိတ်ဟာငြိမ်းအေးမှုချမ်းသာမှုရှိကိုရှိတယ်လို့နားလည်ရအတိတ်ကိုနားမလည်ပဲနဲ့အနာဂတ်ကိုနားမလည်ပဲနဲ့အမြဲတမ်းဖြစ်ခဲ့ပြီးသားတွေနဲ့ပတ်သက်ပြီးတော့ပူပန်ကြောင်းကြနေကြတယ်မကြည်မချမ်းဖြစ်နေကြတယ်ဘာမှမရှိတော့တာကြီးဟာကိုယ့်အတွက်ကိုယ့်လှုပ်ဆက်နဲ့ကိုဝန်တုံငိုကြီးဖြစ်ပြီးတော့ဒုက္ခရောက်နေတဲ့လူတွေအများကြီးရှိမရှိတော့တာတွေနဲ့ပတ်သက်ပြီးတော့ဒုက္ခရောက်နေတာဘယ်လောက်မိုက်မဲလဲစဉ်းစားကြည့်ဟုတ်လားမရောက်သေးတာတွေနဲ့ပတ်သက်ပြီးတော့အလွန်ပူပန်ကြောင်းကြနေတာလဲဘယ်လောက်မိုက်မဲလဲစဉ်းစားကြည့်ကျူတင်ပြီးတော့အနာဂတ်ကိုအကောင်းဆုံးဖြစ်အောင်ဦးဇင်းတို့မစီမံရဘူးလို့မဆိုလို့ဘူးဟုတ်လားသို့တော့အနာဂတ်ဆိုတာတကယ်ရောက်လာသေးတာမဟုတ်အနာဂတ်ကိုတကယ်ကောင်းစေခြင်းနဲ့ဆိုရင်လည်းပဲဦးဇင်းတို့တကယ်အလုပ်လုပ်လို့ရတာကပိဿုပံမှာပဲအလုပ်လုပ်လို့ရတာကွဲကွဲပြားပြားနားလည်ဖို့နော်တော့ဒီနေရာမှာဦးဇင်းပိဿတို့ကိုစဉ်းစားစရာလေးတစ်ခုထည့်ပြီးတော့ပြောရင်တာကအတိတ်နဲ့အနာဂတ်ကိုပဲပြန်နေမယ်ကြံနေမယ်ဆိုရင်ဒီစိတ်ဟာဘလို့မှတော့ချမ်းသာစရာတတ်တာစရာအကြောင်းမရှိဘူးအဲ့လိုဆိုရင်စိတ်ရဲ့မိဟာယုတ်ခန္ဓာကြီးဟာလည်းပဲချမ်းသာစရာအကြောင်းမရှိဘူးလို့ဒါလေးကိုနားလည်ဖို့ဘယ်လိုစကြီးဆယ်ဝဲထဲမှာတိမိယဇတ်ဆိုတာလူတိုင်းကြားဘူးနော်ရှင်မင်းလောက်ရမှာဆိုလို့စကားမပြောတဲ့မင်းသားလေးပေါ့ဟုတ်လားအဲ့ဒီမင်းသားလေးကနောက်တော့အဋိဌံပါရမီကိုဖြည့်ဆည်းရင်းနဲ့အောင်မြင်ပေါက်မြောက်သွားတဲ့အခါကျတော့ဖေကြီးကဒီအစွန်းအထိုင်းလေးတိုင်းပြည်မှာရှိရင်ကျက်တည်မင်္ဂလာမရှိဘူးအနောက်တကားကနေထုတ်ပြီးတော့တတ်စီမြေမြုပ်တတ်စီလို့အမိန့်ချဟုတ်လားအဲ့ဒါနဲ့သူတော့ရောက်သွားတဲ့အခါကျတော့သူ့ဆန္ဒပြည့်ဝပြီဆိုပြီးတော့အဲ့ဒီမှာယသိဝတ်သူနန္ဒယထာတိန်ကတိုင်းပြည်ရောက်တဲ့အခါနန်းတော်ရောက်တဲ့အခါကျတော့အစွန်းအထိုင်းမဟုတ်ဘူးအခုယသိဝတ်နေပြီဒီသတင်းစကားကိုပေးတော့မေတော်နဲ့ခမဲတော်နဲ့ကဒါယသိရှိတဲ့နေရာကိုလိုက်သွားကြကိုရောက်တဲ့အခါကျတော့ခမဲတော်နဲ့မေတော်ကိုတားဖြစ်တဲ့တိမိယယသိကဘာနဲ့အခန့်တဲ့ခင်းနေလဲဆိုတော့တိရွက်ပြုတ်
စီမပါစားမပါရေလုံးပြုတ်တာတယ်တေရွယ်ပြုတ်အဲ့ဒါကိုတဲတယ်အဲ့တော့ခမဲတော်မင်းကြီးကဒါငါသားစားတဲ့အစားအစာတွေအဲ့ဒါနဲ့မိဖုရားကြီးကိုပြတယ်ကြည်စမ်းမအောင်ဒါငါသားစားတဲ့အစားအစာတွေနောက်ကမောင်မမိတ်တန်တွေကိုပြတယ်မုံမဘိုးဘာတွေကိုပြတယ်ကြည်ပါအောင်ဒါငါသားစားတဲ့အစားအစာတွေအံ့ဩတာနော်အဲ့ဒါကို तू မစားနိုင်ဘူးနော်လက်ဖွားပေါ်တင်ပြီးတော့ဒီစားစာကိုစားပြီးတော့နေတဲ့သားကို तू တေးသေးချာချာကြည့်တဲ့အခါကျတော့သားရဲ့မျက်နှာကအလွန်တရာမှကြည်လင်တန့်ရှင်းပြီးတော့ဝင်းအိအယောင်တွေများတောင်ထွက်နေသလားလို့ထင်ရတယ်အဲ့ဒီလိုအနေထားမျိုးတွေ့တဲ့အခါကျတော့မင်းကြီးကမမေးပဲမနေနိုင်ဘူး။ဘာမေးလဲဆိုတော့အရှင်ရသေးတဲ့ဒီလောက်ကြမ်းတမ်းတဲ့အစားအစာကိုစားပြီးတော့တိုးထဲမှာတယောက်တည်းနေနေတဲ့တင့်အတွက်ဘယ်နဲ့ကြောင့်မျက်နှာကဒီလောက်တောင်ကြည်လင်လန်းဆန်းနေရသလဲ။အဲ့လိုမေးတဲ့အခါကျတော့ဘုရားလုံးကဘာပြောလို့ဆိုတော့မင်းကြီးတဲ့အဲ့ဒါလိုတိုးထဲမှာတယောက်တည်းနေရလို့ကိုပဲငါရဲ့မျက်နှာကကြည်လင်တန့်ရှင်းနေတာတဲ့။ဒီစကားလေးကလည်းအတိတ်ပဲပါတယ်ဟုတ်လား။တယောက်တည်းနေရလို့ကိုပဲစိတ်ကဘာဖြစ်နေတာရုပ်လေးကကြည်လင်တန့်ရှင်းနေတာအများနဲ့နေရင်စိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေရှိတယ်စိတ်ကညစ်မယ်ရှုပ်မယ်ဆိုရင်စိတ်ရဲ့မိယာယုတ်ကြီးကလည်းညစ်မယ်ရှုပ်မယ်ညစ်တဲ့ပုံရှုပ်တဲ့ပုံကြီးပေါအောင်မယ်ပေါ့နော်နောက်တစ်ချက်ဆက်ပြောတာလေးကအခုအရင်ပြောနေတဲ့တရားစကားနဲ့ဆက်ဆက်ပြီးတော့တွေးကြကောင်းအတိတနာနုသောစာမိနဗ္ဗဇပမိအနာဂတံပိစုပ္ပန္နေနယာပေမိတေနဝန္နောပတိရတိမင်းကြီးတဲ့အတိတနာနုသောစာမိငါဟာဖြစ်ခဲ့ပြီးသားအတိတ်ကာလကအနေထားနဲ့ပတ်သက်ပြီးတော့ဘာမှငါစိတ်ထဲမှာစိုးရိမ်တာတွေပူပန်တာတွေမရှိဘူးတဲ့နဗ္ဗဇပမိအနာဂတံမဖြစ်သေးတဲ့အနာဂတ်ကာလအနေထားနဲ့ပတ်သက်ပြီးတော့လည်းပဲငါစိတ်ထဲမှာတောင့်တမှုကြောက်ကြမှုတွေနဲ့ပူပန်နေတာဘာမှမရှိဘူးတဲ့သူအတိတ်နဲ့အနာဂတ်ကိုကောင်းကောင်းနားလည်ထားတာနော်အတိတ်ကြောင့်သူဆင်းရဲတာမရှိဘူးအနာဂတ်ကြောင့်ပူလောင်တာလည်းမရှိဘူးဒါတွေမကဘူးတဲ့ပိစုပ္ပန္နေနယာပေမိတဲ့ဟောဒီစကားလေးကိုဦးဇင်းကအလွန်သဘောကျတယ်ပိစုပ္ပန္နေနယာပေမိတဲ့ပိစုပ္ပန်နဲ့ငါစိတ်ဟာမျှတတယ်တဲ့ဒီစကားလေးကိုသေချာစွဲအောင်မှတ်နော်သူစိတ်ကပိစုပ္ပန်နဲ့မျှတတယ်ဆိုလိုတာကအခုလောလောဆယ်ဖြစ်နေတာလေးနဲ့အဆင်ပြေတယ်လို့ပြောတာဟုတ်လားအတိတ်နဲ့ပတ်သက်ပြီးတော့စိုးရိမ်တာလည်းမရှိဘူးအနာဂတ်နဲ့ပတ်သက်ပြီးတော့တောင့်တကြောင်းကြပူလောင်တာလည်းဒါကိုလေကမျှတခြင်းဖြစ်တယ်ကျင့်တတ်ပါတယ်ပေါ့အဲဒါကြောင့်မလို့တေနဝန္နောပတိတတိငါမျက်နှာလေးကကြည်လင်တန့်ရှင်းနေတာတဲ့စဉ်းစားနော်မျက်နှာလေးတွေကြီးနေတယ်ရုပ်ကလေးတွေကြီးနေတယ်ဆိုတာစိတ်ရဲ့ကြည်လင်တန့်ရှင်းမှုကိုဖော်ပြနေတယ်လို့မဆိုနိုင်ဘူးလားမျက်နှာဆိုတာအထင်ရှားဆုံးမြင်ရတယ်စိတ်ကိုကြည့်တယ်ဗဒင်းပေါက်လို့တောင်ပြောမယ်ဆိုရင်ပြောလို့ရတယ်စိတ်ကလေးကကြီးနေမျက်နှာလည်းကြီးနေစိတ်တွေကနောက်နေမျက်နှာလည်းနောက်ကျကျဖြစ်နေစိတ်ကမရွှင်ဘူးဆိုရင်မျက်နှာလည်းမှိုင်းကျသွားတာပဲလေမျက်နှာမြင်လိုက်တာနဲ့စိတ်ဆင်းရဲနေသလားစိတ်ချမ်းသာနေသလားဆိုတာကိုတော်တော်များများမှန်းလို့မရဘူးလားဒါစိတ်ကြီးနေတယ်ဆိုတာမျက်နှာလေးကြီးနေတယ်ဆိုတာစိတ်ကြီးနေတယ်ဆိုတာကိုသူပြတာပဲလေဘာလို့သူ့ရဲ့မျက်နှာလေးကကြီးနေတာတော့အတိတ်နဲ့ပတ်သက်ပြီးတော့စိုးရိမ်တာမရှိဘူးအနာဂတ်နဲ့ပတ်သက်ပြီးတော့ပူပန်ကြောင်းကြတောင့်တတာမရှိဘူးအခုလောလောဆယ်ဖြစ်နေတဲ့အနေအထားလေးကိုဘာပဲဖြစ်နေအဲ့ဒါကိုသူစိတ်ကမျှတတယ်ကျင့်တတ်တယ်အရှင်ပြေတယ်တဲ့အဲ့ဒါကြောင့်မလို့တေနဝန္နောပတိတိငါမျက်နှာကြည်လင်းနေတာတဲ့ဒါကသူ့ရဲ့အနေအထားလေးကိုပြောတာနောက်ထပ်လူအများစုရဲ့အနေအထားကိုသူထပ်ပြီးတော့ဝေဖန်ပြတယ်အနာဂတပဇ္ဇပါယအတိတတနုသောစနာဣတိနာဘာလသုတ်တန်တိနလောဝဟရိတောလူတော်တဲ့မင်းကြီးတဲ့ဟောဒီလောကကြီးမှာအတိတ်အနာဂတ်ပိစုပန်ကာလသုံးပါးမှာဖြစ်ပေါ်နေတဲ့သဘာဝတွေရဲ့အကြောင်းတရားကိုမှန်မှန်ကန်ကန်မသိမမြင်ကြတဲ့မိုက်မဲကြတဲ့ပုဂ္ဂိုလ်တွေဟာအနာဂတပဇ္ဇရှောင်းမလာတဲ့တောင့်တမှုကြောက်ကြမှုတွေနဲ့သူတို့ရဲ့စိတ်နှလုံးဟာအလွန်မှပူပန်နေကြတယ်တဲ့အတိတတနုသောစနာဖြစ်ခဲ့ပြီးသားဘာမှမရှိတော့တဲ့အတိတ်ကာလကအနေထားတွေနဲ့ပတ်သက်ပြီးတော့လည်းပဲသူတို့ရဲ့စိတ်ဟာအလွန်တရာမှစိုးရိမ်နေကြတယ်တဲ့အဲ့ဒီတော့ဘာဖြစ်နေတော့နလောဝဟရိတောလူတော်တဲ့ဆွဲနှုတ်ထားတဲ့မြက်ပင်လေးများလို့ဣတိနာဘာလာတုတ်တန်ဒီအဲ့ဒီမိုက်မဲတဲ့လူမိုက်တွေဟာညှိုးနွမ်း6တွေ့နေကြတယ်တဲ့ဘုရားတို့မြက်ပင်လေးတွေကိုဆွဲပြလိုက်မယ်ဆိုရင်ခဏနေဘာဖြစ်တော့ညှိုးသွားနော်နောက်ရက်လောက်ဆိုရင်ဘုရား6တောင်6သွားဟုတ်လားအဲ့လိုပဲအတိတ်နဲ့အနာဂတ်ကိုနားလည်မှုမရှိဘဲနဲ့
နော်အတိတ်နဲ့ပတ်သက်ပြီးတော့ဆိုရင်လည်းအနာဂတ်နဲ့ပတ်သက်ပြီးတော့တောင့်တမှုကြောင်းကြမှုတွေနဲ့ပူလောင်နေဆိုရင်ဒီလိုဟာဆွဲနှုတ်ထားတဲ့မြက်ပင်များလို့ညှိုးနွမ်းနေတယ်တဲ့ဒါကြောင့်ကိုယ့်ဘဝကိုညှို့ညွန့်နွမ်းနွမ်းပူပူလောင်လောင်ပုံမျိုးမပေါက်ရအောင်စိတ်ကလေးကိုကြည်လင်တန့်ရှင်းနေဖို့မလိုဘူးလားအဲ့လိုစိတ်ကိုကြည်လင်တန့်ရှင်းအပြစ်ကင်းနေသေးခြင်းနဲ့ဆိုလို့ရှိရင်အတိတ်နဲ့အနာဂတ်ကိုကောင်းကောင်းနားလည်အောင်လုပ်ရမယ်နားလည်အောင်လုပ်ပြီးတော့အတိတ်ကိုမပြန်ဖို့အနာဂတ်ကိုမကြံဖို့မြတ်စွာဘုရားဆုံးမထားတဲ့ဒီအဆုံးအမလေးကိုစွမ်းအားရှိသမျှလိုက်နာဖို့ကြိုးပမ်းအထောက်ကြရမယ်ပေါ့နော်ဒါကဦးဇင်းတို့ပထမဂါထာပဲနှစ်ပုဒ်ပြောမှာတော့၄ပုဒ်ပြောမှာနော်ဒါပထမဂါထာဒီဂါထာ၄ပုဒ်ကတစ်ပုဒ်နဲ့တစ်ပုဒ်အလွန်လေးနဲ့စွာဆက်ဆက်နေတယ်အဲ့ဒါကိုလည်းပဲပေးသက်ပေါင်းသူအောင်တို့အာယုံစိုက်ပြီးတော့နာယူကြည့်မယ်ဆိုရင်သိနိုင်လိမ့်မယ်ပေါ့နော်ဒုတိယဂါထာဆက်ပြီးတော့ပြောမယ်ဒုတိယဂါထာကဒီသုတ်တန်ဒီဒေသနာရဲ့အသက်သွေးကြောလို့ဆိုနိုင်တယ်သူအဓိကကြားတယ်ပေါ့ခုနတော့ကပထမဂါထာကချမ်းသာခြင်းကြတယ်ဆိုရင်အတိတ်ကိုမပြန်ဖို့အနာဂတ်ကိုမကြံဖို့ပြောခဲ့တာအဲ့ဒါတကယ်လက်တွေ့မှာဦးဇင်းတို့တရားဓမ္မတို့ရဲ့စိတ်တွေဟာနော်အတိတ်နဲ့အနာဂတ်ဟာမပြန်တင်တော့မကြံတင်တော့အရာလို့နားလည်ပါလှဲခင်နဲ့တိတိကြီးနဲ့တကယ်ကြတော့စိတ်ကအတိတ်နဲ့အနာဂတ်မှာပဲကျက်စားနေတာများတယ်ဟုတ်လားအဲ့တော့တကယ်လက်တွေ့ဘဝမှာစိတ်ကိုအတိတ်ကိုမပြန်ဖို့အနာဂတ်ကိုမကြံဖို့ဦးဇင်းတို့ဘယ်လိုနေမလဲအဲ့ဒီမေခွန်းရဲ့အဖြေဟာဒုတိယဂါထာမှာအပြည့်စုံပြထားတယ်ချမ်းသာခြင်းနဲ့ဆိုရင်အတိတ်ကိုမပြန်ဖို့အနာဂတ်ကိုမကြံဖို့လိုအပ်တယ်အဲ့လိုဆိုရင်အတိတ်ကိုမပြန်ဘဲနဲ့အနာဂတ်ကိုမကြံဘဲနဲ့နေနိုင်အောင်ဦးဇင်းတို့ဘယ်လိုကျင့်မလဲတကယ်လက်တွေ့ကဘယ်လိုကျင့်မလဲဘယ်လိုအားထုတ်မလဲအဲ့ဒီအဖြေကိုပြောပါနော်ပိစုပန်နိသယောဓမ္မတထဝိပတ္တိအတံဟိရံအသင်ကုပ္ပံတံဝိရမနုပြုဟယေပိစုပန်နိသယောဓမ္မတထဝိပတ္တိအခုလောလောဆယ်ပိစုပန်အခိုက်အတန့်မှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုဖြစ်နေတဲ့အတိုင်းလေးအမှန်သိအထူးသိပြီးတော့နေလိုက်ပါတဲ့အတိတ်ကိုမပြန်မဲနဲ့အနာဂတ်ကိုမကြံမဲနဲ့နေနိုင်မဲ့နေပေါ့နော်အခုလောလောဆယ်ဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့သဘာဝတရားလေးပြစ္ဆုတ်ပံမှာဖြစ်နေတဲ့သဘာဝတရားလေးကိုအထူးသိအမှန်သိပြီးတော့နေလိုက်ပါတဲ့အတူချုပ်ကလေးပြောလိုက်တာပါသူ့ကိုဦးဇင်းတို့အခြေဖြန့်ပြီးတော့နားလည်မယ်ဆိုရင်မဟာသတိပဋ္ဌာန်သုတ်တန်ကြီးတစ်ခုလုံးကိုပြောဖို့ရှိမယ်ပေါ့နော်ပြစ္ဆုတ်ပံမှာဖြစ်နေတာကိုသိပါဆိုတာသတိပဋ္ဌာန်တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေပို့ပြီးတော့သဘောပေါက်မယ်တကယ်တမ်းကသတိပဋ္ဌာန်တရားကိုအားထုတ်တယ်ဝိပဿနာတရားအားထုတ်တယ်ဆိုတာပြစ္ဆုတ်ပံမှာဖြစ်နေတာကိုပဲသိတာပဲလေဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းသိတာဖြစ်ပြီးသားကိုတွေးခိုင်းတာမဟုတ်ဘူးဖြစ်သေးတာကိုကြိုတင်ပြီးတော့စဉ်းစားခိုင်းတာမဟုတ်ဘူးဆိုကြပါစို့ဝင်လေလေးဝင်သွားတယ်လို့သိလိုက်တယ်ဒါပါလေပြစ္ဆုတ်ပံဖြစ်နေတာလေးကိုပဲသိတာပဲထွက်လေလေးထွက်သွားတယ်လို့ပဲသိလိုက်တယ်ဒါပါလေပြစ္ဆုတ်ပံမှာဖြစ်နေတာကိုပဲသိတာမဝင်သေးခင်မှာကြိုသိတာလည်းမဟုတ်ဝင်ပြီးမှသိတာလည်းမဟုတ်ဟောစဉ်းစားကြည့်နော်အခုလောလောဆယ်ဖြစ်နေတဲ့အနေအထားလေးကိုပဲလောလောဆယ်စိတ်ကလေးနဲ့ဘာလို့သိအောင်ကြိုးစားတာအဲ့ဒါလိုပဲဦးဇင်းတို့တခြားမြင်မှုကြားမှုအနံ့ရမှုစားသောက်မှုတွေ့ထိမှုတွေ့ချင်မှုချမ်းသာမှုဆင်းရဲမှုဝမ်းသာမှုဝမ်းနည်းမှုအကြောင်းအားလျော်စွာဒီခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုဖြစ်နေတဲ့အတိုင်းလေးအပိုးအလိုမလုပ်ဘဲနဲ့ဖြစ်ရွှဲမှုနှုတ်ပဲမှုမရှိဘဲနဲ့တကယ်ဘက်လိုက်မှုကင်းရှင်းနဲ့အတိအမှတ်ပြုယုံလေးပဲအတိအမှတ်ပြုပြီးတော့နေမယ်ဆိုရင်ဒါဘာလို့တဲ့ခေါ်တော့တတိပဋ္ဌာန်တရားပွားတာအဲ့ဒါကိုမြတ်စွာဘုရားအခုအတူချုပ်ပြီးတော့ပြောတာပိစုပန်နိသယောဓမ္မအခုလောလောဆယ်ပိစုပန်အခိုက်အတန့်မှာဖြစ်နေတာလေးကိုအထူးသိအမှန်သိပြီးတော့နေလိုက်ပါတဲ့မြင်တယ်ဆိုရင်လည်းမြင်တယ်လို့သိလိုက်ပေါ့မြင်မှုကိုသတိရှိရမယ်ကြားတယ်ဆိုရင်လည်းကြားတာကိုသတိရှိရမယ်ကိုယ်ခန္ဓာကိုအာယုံစိုက်ကြည့်လိုက်သဘာဝတရားတွေကဒလဇတ်ဖြစ်နေတာမြင်ကြားနံစားထိတွေ့တမျိုးဖြစ်နေတာဟုတ်လားအဲ့ဒီဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလေးသိနေတာပြစ္ဆုတ်ပံကိုသိနေတာပဲဟုတ်လားအဲ့လိုပြစ္ဆုတ်ပံတိုင်းကိုဦးဇင်းတို့အတိလေးလိုက်ပြီးတော့နေနိုင်မယ်ဆိုလို့ရှိရင်ဘလို့အကျိုးရလက်တွေထွက်လာမှာလို့အတံဟိရံအတံကုပ္ပံဒီစကားလုံးလေးနှလုံးအလွန်ပြောစရာကောင်းတယ်အဓိပ္ပာယ်ကအလွန်ကိုကောင်းတယ်အတံဟိရံပြစ္ဆုတ်ပံကိုသာတိနေမယ်ဆိုလို့ချင်းအဲ့ဒီကိုတိနေတဲ့အာယုံကြောင့်အဲ့ဒီအတွေ့အကြုံကြောင့်ဒီစိတ်ဟာနော်လောဘဖြစ်အောင်ဖြားယောင်းခြင်းကိုမခံရဘူးတဲ့အာယုန်တွေကကိုယ့်ရဲ့စိတ်ကို
လောဘဖြစ်အောင်မလုံနိုင်ဘူးပေါ့ပိဿုပန်ကိုသာသိနေမယ်ဆိုရင်အတ္တန်ဟိရံဆိုတာတွေးဆောင်ဖျားယောင်းခံရတယ်လို့ပြောတာလှည့်စားခံရတယ်လိန်ညာခံရတယ်လောကမှာတယောက်လှည့်စားကြတယ်လိန်ညာကြတယ်တွေးဆောင်ဖျားယောင်းကြတယ်ဆိုတာဘာလဲမဟုတ်တာကိုအဟုတ်လို့ပြောတာပေါ့နော်ယုံစားသွားတော့ဘာတော့ဟာလှည့်စားခံရရတယ်ခုမြတ်စွာဘုရားကလောဘဖြစ်တာကိုလှည့်စားခံရတယ်လို့သုံးတယ်အတ္တန်ဟိရံဆိုတာအဲ့ဒါကိုပြောတာနော်အတ္တန်ကုပ္ပံဆိုတာကြတော့သူကဖြစ်စည်းခံရတာကိုပြောတာပိဿုပန်ကိုသာတိနေမယ်ဆိုရင်ဒီတိနေရတဲ့အာယုန်တွေကဒီစိတ်ကိုဒေါသဖြစ်အောင်မဖြစ်စည်းနိုင်ဘူးတဲ့ဆိုလိုတာကဒေါသဖြစ်သွားပြီဆိုရင်ဒီစိတ်ကိုအာယုန်ကဖြစ်စည်းပြလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာအလုံးအဝင်ခွင်ကြတဲ့အတုံးလုံးပဲလောဘဖြစ်သွားတာကိုလှည့်စားခံရတယ်လို့သုံးတယ်ဒေါသဖြစ်သွားတာကိုဖြစ်စည်းခံရတယ်လို့သုံးတယ်အဲ့ဒါကိုနားလည်သိခြင်းတယ်ဆိုကြပါစို့လက်တွေ့လေးဦးဇင်းပြောကြည့်မယ်နော်တခုခုဦးဇင်းတို့မြင်လဲရလို့ကြားလဲရလို့တစုံတစ်ခုအတွေ့အကြုံကြောင့်ဒါကိုမက်မောသွားတယ်ဆွဲသွားတယ်လောဘဖြစ်သွားတယ်ပေါ့နော်အဲ့လိုလောဘဖြစ်သွားတယ်ဆိုရင်ဒါဘာဖြစ်ပြီးတော့ကိုယ်စိတ်ဟာလှည့်စားခံလိုက်ရတယ်ဆိုလိုတာကဒီတွေ့ကြုံနေရတဲ့အတွေ့အကြုံထဲမှာမက်မောစရာဆိုတာမပါဘူးဆိုတဲ့အဓိပ္ပာယ်အလိုလိုတက်ရောက်တယ်သို့တော့ကိုကသူ့ကိုအမှန်တိုင်းမြင်အောင်ကြည့်တဲ့အတိတတိမရှိတဲ့အတွက်ကြောင့်မက်မောစရာမပါတော့ထိုးအာယုံတည်ပင်လေကိုယ်စိတ်ထဲမှာတော့မက်မောစရာလို့ထင်ပြီးတော့မက်မောသွားလိုက်တယ်အဲ့တော့စိတ်ကဘာဖြစ်ခံရတော့လှည့်စားခံလိုက်ရတာဘယ်သူကလှည့်စားတာအာယုံကလှည့်စားတာလောကလှည့်စားသွားတာနော်ဘာလို့လှည့်စားသွားတာပိဿုပန်ကိုဖြစ်နေတာကိုမသိလို့ဟုတ်လားလောဘဖြစ်တိုင်းလောဘဖြစ်တိုင်းဩငါစိတ်ကလှည့်စားခံနေရတာလို့နားလည်ဖို့လိုတယ်ဘလောက်ကောင်းတဲ့အသုံးနှုံလဲဒေါသဖြစ်တာကိုကြတော့ဘာပြောတော့ဖြစ်စည်းခံရတာလေဟုတ်တယ်စိတ်လိုသွားပြီဆိုရင်ဒီဒေါသကဒီစိတ်ကသုံးစားလို့မရတော့ပျက်စီးသွားတယ်ဘယ်သူကဖြစ်စည်းတာဒီအာယုံကပဲလေဒါကြောင့်ဦးဇင်းတို့ဓာတုခန္ဓာဘဝသုတ်တံမှာကြတော့ဗာပြောတော့အာယုန်တွေကဒီဓာရကိုမီးရှို့နေတယ်လို့အဲ့လိုဟောတာရှိတယ်။ရွာပြက်တမြကြီး6ကနော်တဲစုပ်တဲကုတ်ကလေး6လုံးကိုမီးပုံတိုက်နေတယ်မီးရှို့နေတယ်လို့သုံးတယ်။အခုအာယုန်ကဘာလို့တော့လှည့်စားတယ်ဖြစ်စည်းတယ်။လောဘဖြစ်တာကိုလှည့်စားခံရတယ်လို့ပြောတယ်။ဒေါသဖြစ်တာကိုဖြစ်စည်းခံရတယ်လို့ပြောတယ်။အဲ့ဒါအကယ်၍သာဦးဇင်းတို့တွေကဓမ္မတို့တွေကပြစ္ဆုတ်ပံအခါအိတ်တန်တိုင်းကိုသာအတိအမှတ်ပြုတ်ပြီးတော့နေနိုင်မယ်ဆိုရင်အဲ့ဒီအတွေ့အကြုံအဲ့ဒီအခြေအနေအရရကကိုယ့်စိတ်ကိုလောဘဖြစ်အောင်လည်းမလှည့်စားနိုင်ဘူးဒေါသဖြစ်အောင်လည်းမဖြစ်စည်းနိုင်ဘူးဟုတ်လားနားလည်ဖို့လိုတယ်နော်လောဘဒေါသမောဟမဖြစ်ဖဲနဲ့နေတဲ့နီးလောက်လောကမှာမြင့်မြတ်တဲ့နီးဆိုတာရှိနိုင်မှာမလားမရှိနိုင်ဘူးနော်ညာတော့ဖြစ်တယ်ကဓမ္မတို့ရောဦးဇင်းတို့ရောဘဝမှာအလှည့်စားခံရင်းနဲ့အဖြစ်စည်းခံရင်းနဲ့ပဲအချိန်ကုန်ခဲ့ကြတာလှည့်စားခံလိုက်ဖြစ်စည်းခံလိုက်လှည့်စားခံလိုက်ဖြစ်စည်းခံလိုက်နဲ့သွားနေတာဟုတ်တယ်မဟုတ်လားအဲ့လိုမဖြစ်ဘဲနဲ့လှည့်စားလည်းမခံရဘဲနဲ့ဖြစ်စည်းလည်းမခံရဘဲနဲ့အသိဉာဏ်ပညာကိုသာဖြစ်ပေါ်စေပြီးတော့နေနိုင်မယ်ဆိုရင်ဒီနေတဲ့နီးလောက်ကောင်းမွန်တဲ့နီးလောကမှာရှိနိုင်မလားမရှိနိုင်ဘူးဒါဘုရားပွဲမှာသိရတဲ့နီးပဲအဲ့ဒါကြောင့်မလို့တန်ဝိတော်မနုပြူဟဲ့အဲ့ဒီလိုမြင့်မြတ်တဲ့နေနီးကိုဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တွေဟာအမြဲတမ်းနေနိုင်မှုကြိုးစားကြတယ်တဲ့ဒါဒုတိယဂါထာလေးဟုတ်လားဒါကြောင့်ပိဿဘောင်းတော်ဘောင်းတို့အတိတ်ကိုလည်းမပြန်မဲနဲ့အနာဂတ်ကိုလည်းမကြံမဲနဲ့နော်နေနိုင်ခြင်းနဲ့ငြင်းငြင်းအေးဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်တကယ်လက်တွေ့မှာဘယ်လိုနေမလို့ပိဿုပန်ကိုတိပြီးတော့နေရမယ်ပိဿုပန်ကလည်းအလွန်တူတောင်းတယ်ပိဿုပန်ပြီးပိဿုပန်ပိဿုပန်ပြီးပိဿုပန်သွားနေတာဟုတ်လားတရားထုတ်တယ်ဆိုတာပိဿုပန်လေးကိုပဲတိသွားနေတာတိပိသားကိုထားခဲ့မဖြစ်သေးတာကိုနည်းနည်းမှကြိုပြီးတော့မတွေးနဲ့ဟုတ်လားဖြစ်နေတာလေးကိုပဲတိသွားအရင်သင့်ဖြစ်နေတာတွေကဒလဇက်ဖြစ်နေတာဟုတ်လားအဲ့ဒီအလေးအကျင့်ကိုဦးဇင်းတို့လေ့ကျင့်မယ်ဆိုလို့ရှိရင်လောကကအတွေ့အကြုံတွေကကိုယ်စိတ်ကိုလောဘဖြစ်အောင်လည်းမလှည့်စားနိုင်ဘူးဒေါသဖြစ်အောင်လည်းမဖြစ်စည်းနိုင်ဘူးဒီနေရာမှာဦးဇင်းတို့တွေဟာဒီတတိဒီအတိမရှိတဲ့အခါကျတော့လောကရဲ့လှည့်စားတာကိုအမြဲတမ်းခံရတယ်ပေါ့နော်ဒါကတတိမရှိလို့လှည့်စားခံရတာတတိရှိရင်လှည့်စားမခံရအောင်ဘုရားတို့ဥဒ္ဒံပါဠိတော်ထဲမှာဂါထာလေးတစ်ပုဒ်ရှိတယ်လွန်ပြောစရာကောင်းတယ်အတ္တတံတတ္တရူပေနပိယရူပေနအပိယံဒုက္ခဒုက္ခတရူပေနပမတ္တမတိဝတ္တတိတဲ့ဒါရှင်းပြီးတော့တွေးဖို့ဒေသနာလေးတွေကိုဦးဇင်းချပြတယ်နော်အတ္တတံတတ္တရူပေနပိယရူပေနအပိယံဒုက္ခဒုက္ခတရူပေနပမတ္တမတိဝတ္တတိ
Atadan Taya we Mahudo Logadi Tata Rubina Taya Boya Lulu Ne Pichanado no Pia Rubina Abiya chicken Nidazia Mahudo Logadi Pia Rubina chicken Nidapoya Lulu Ne Dukan Dukada Rubina Dukan Sinyedo Logadi Dukada Rubina Chana Lulu Ne Pamada Mati Wudadi, the Dimishi, a Dimishi Jare, Milio Nijare, Tadawadigo, Lomu Pizi, Nisata, Lombio Jagam. Tizagaya, Logama, Taya Wesura, Mishibu Sura, Tina, Nip the Wesura, Mishibu Sura, Tina, Chana Musura, Mishibu Sura, Tina. Todo, go on the Dimishibu, Bisobango, Tini, a Legion, Malaysian Mushoyan, Edit Taya, Mahode, Logajiga, Cosite Maro, Tayazia, a deep ship beer, Taya Muri, Chatape. Nidasia, Mahode, Logajiga, Cosite Maro, Nidasia, a deep timber, Nidamuri, Chatape. Senior Logajiga, Cosite Mar, Chana, a deep timber, Nidatali Bay. Meaning solution. Hola, Sinagino. Taya we Mahudo, Nidep Modo, Chana we Mahudo Logaga, Taya we Nidep, Chana Boya Lulu, many de Travaligo, Leza needed, Lomu Pizzi need a Lupona. Or my little name and Chingunya, no, you know the day. What the Mola? Tigata Liga, Hoya Bioaji, Johnny, and Wutulin, and every of Yoma book on. Bajang di Udanga Taligo, Yasabe, Juana Lesoro, Shinti Willie made of shit at Tobawata, Menemigo, John Builder, the Udan Jura. Shinti Willie do Jawa, no? Lava, Pomia and Yama, Italia. Shinti Willie Carter, so too, is used up Pomia and Jota to the down sheet. Hola. Made of shit at Tobawata, what Kuga, which you young will deep up shit at Shenda Willie, Shinti Willie, oh, Conan did go and Sonya, Rodamia, which you bar, or the Kudonga, Medoga, made of shit at Tara, Shimmy shit. Mudemu, Taimo, Taja Kama, below through Matina, no Mudema, Maiga sheet. Every time you ocho the mayor to Madea Taina together. Arimatuye, again, Shimmy, and waited out, 86 Yama Popio, Araga, said that Sudan Biro, 2 times you will not die down. Luma Matina and Cadido. The Aduma she didn't better. Leo was a poor at Adio. Men 9 years in Jimagani, Peta, Owen from Lucien, Mugo, Big Shoota, no? Allow that to the Luade, Lina Biro Tida, 9, Eddie Mu Java. Eddie Agudo Ganyamulo, the army near Tokaya. Ba leve be a one that moment time, Colonel Nia, may I let the Kulila Wonina see a payment near. La Muipaga Nima, Kone Didi, may more to we are 3 made like 3 years like Longchima, the Doka with our Kanzaya. Tametunga Tota Maria to the home shade to Jam. Payada Tanga, Yetanamia Duma, Konjizu, Ombi singing in them, Eddie Doka with Nago, Job Chanel, Josaya. Tika never, no. Eddie Machin, the Ulia made of shade, Eddie Toba Bataga. Alone sing a payment at the down. Not the Yajab shade, Korea Mena, Yaswavadi, Lotte. She Yaswavadi, Wajiba. Tobawada Menmi alone sing a needle. Tobawada Menmiga. Yaswabe Chiros and Shiko like Barrel, the Shao Biva, Yaswabel, Dukuda, Wakaro kind. At the Hoyadam Yaswabel, do Shao Billa Korodam Yaswabega. Tobawada Menmi Chana Zidri. Elodie, no mere beer, Yeda got Lotte. Eddie a Kaidama, Tayao Jale or Chana Samui Point 8. Lojapsi do Aramati, they will aim at Aminia Chana Navy, no? At the Indian Yaula Kajado, Tobawada Menimia, Wanda Londo, Yaswabia, Pondogoro, Chima Londo, no? To the other interview of Yaswabia or Lotte, Valodo, Yaswabia, Yandanga Nedagua, Konya Tidi, do Ima, Sonsa, Abeni, Sombobi Jabo. Lodo, Korea Mena, the Tatware, we all the Kajado, Payamushi, the Tangadori, Konya Tidi doing was Sombobi Jabo, Peno, Yaswabia. Shima Mokulan Koramako Kobiro, Cheta Mokulan, Kudabawada Menemiga, Senior Dungani, not Lumia de Dojo, a team in it. Yandanga, Mapia Mupu, Yandango, Songachina, Dabime, Di Koniaga Leve, the Guardioga, Sondaga, Pentavida. It is on that Penta de Gaga, Shima Mokulan, the Guardian Shite.
အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားจิตမောက္ခလတင့်ရဲ့တကားကိုသွားပြီးတော့ပြောကြည့်ခွင့်တောင်းကြည့်အရင်ပြထားတဲ့လူကိုခွင့်ပြုဖို့လိုသေးတာ哦ဒါမြတ်စွာဘုရားတော့မျက်နှာမလိုက်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုလည်းပြောလို့ရမယ်ပေါ့နော်အဲ့ဒါနဲ့ရှင်မောက္ခလကတပိတ်သင်္ကန်းယူပြီးတော့သူတကားရင်ကိုကြွသွားတာကိုရောက်တော့အကျိုးအကြောင်းပြောပြီးတော့နော်သုဘဝတ္တမင်းသမီးကိုအခွင့်အရေးပေးလိုက်ပါ9 ရက်ပြီးမှသာလေတကားကြီးဆုံးကပ်ပါမြတ်စွာဘုရားလည်းတင့်ကိုသွားပြီးတော့ခွင့်ပန်ကြီးလို့ပြောလို့ငါရောက်လာတာအဲ့တော့အဲ့ဒီတကားကြီးကဘာပြောလို့ဆိုတော့သူပြောရလဲမှတ်သားကြရတော့ကောင်းအရှင်ဘုရားတဲ့တပည့်တော်ရဲ့အသက်အန္တရာယ်တပည့်တော်ပိုင်ဆိုင်တဲ့ဟောဒီဥစ္စာပစ္စည်းတွေရဲ့တပည့်တော်ရဲ့ယုံကြည်မှုတတ္တတရားရဲ့အဲ့ဒီ3မျိုးကိုမပြည့်စည်ပါစေဘူးဟောဒီ9 ရက်အတွင်းမှာမပြည့်စည်ပါစေဘူးလို့အရှင်ဘုရားအာမခံနိုင်မယ်ဆိုလို့ရှိရင်သုဘဝတ္တမင်းသမီးအရင်ဆုံးကပ်ပါစေတပည့်တော်နောက်မှဆုံးကပ်ပါမယ်တဲ့အာမခံကြီးတောင်းတာနော်အသက်ရဲ့ဥစ္စာပစ္စည်းရဲ့တရားတရားရဲ့လို့ရှင်မောက္ခလကတကိုးရှင်ဆိုတော့တိတာပေါ့ရှေ့9 ရက်ကိုသူကြိုးပြီးတော့စဉ်းစားမယ်ဒီတကားကြီး9 ရက်အတွင်းမှာမသေးဘူးလို့သိတယ်ဒီဥစ္စာပစ္စည်းကလည်း9 ရက်အတွင်းမှာမပြည့်စည်ဘူးလို့သိတယ်အဲ့တော့အရှင်မြတ်ကဘာမင်းရှိတယ်ဆိုတော့တကားကြီးဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်တင့်ရဲ့အသက်နဲ့တင့်ရဲ့ဥစ္စာပစ္စည်းကို9 ရက်အတွင်းမှာမပြည့်စည်ရစေဘူးလို့ငါအာမခံနဲ့တာဝန်ယူတယ်ဒါပေမဲ့လို့တင့်ရဲ့ယုံကြည်မှုတရားတရားကိုတော့တင့်ကိုယ်တိုင်မပြည့်စည်အောင်ပဲစောင့်ထိန်မှစောင့်ရှောက်ပါတဲ့စဉ်းစားနော်တရားတရားကိုသူများထိမ့်ပြီလို့မရအောင်နော်ကိုယ့်ရဲ့တရားတရားလေးချိုးယွင်းမသွားအောင်အားနဲ့မသွားအောင်ယိုယွင်းမသွားအောင်ကိုယ်တိုင်ပဲကြိုးစားတည်ဆောက်ရလိမ့်မယ်ဟုတ်လားအသက်နဲ့ဥစ္စာပစ္စည်းကိုစောင့်ရှောက်ရတာတဲ့တောင်တရားတရားကိုစောင့်ရှောက်ရတာခက်တယ်လို့ပြောရမလို့တောင်ရှိနေတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့တခါကြီးကအရှင်ဘုရားတဲ့အဲ့လိုအသက်နဲ့စီးတဲ့ကိုအာမခံနိုင်တယ်ဆိုရင်ရှိပါစေတရားတရားကိုတော့တပည့်တော်မပြည့်စည်အောင်စောင့်ထိန်မှာပဲသုဘဝတ္တမင်းသမီးအရင်ဆုံးကပ်ပါဆိုခွင့်ပြုတယ်အဲ့ဒါနဲ့သုဘဝတ္တမင်းသမီးကဘုရားမှုရှိတဲ့ယဟန်တန်က9 ရက်တိတိဆွန့်လွတ်ကြွေးခွင့်ရတယ်အဲ့တော့နောက်ဆုံးနေ့မှာဆွန့်ကြွေးပွဲမှာသားဖြစ်တဲ့ရှင်သီဝလိကတရားစင်မှုကြီးဖြစ်တော်မူတဲ့ရှင်သာတိပုတ္တရာကိုရမြတ်ကြီးနဲ့စကားပြောတယ်တဲ့အရှင်မြတ်ကမေးတာပေါ့မင်းသားလေးချမ်းချမ်းသာသာရှိရဲ့လားအဲ့တော့သူကဘာပြောတော့ရှင်ဘုရားဘလို့ချမ်းသာပါမလို့တဲ့9 နှစ်တိတိသွေးအိုင်ထဲမှာနေခဲ့ရတာအဲ့လိုအချီချပြောနေကြတာကိုခလန်းလန်းကနေမေတော်သုဘဝတ္တမင်းသမီးကမြင်တယ်မြင်တဲ့အခါကျတော့အလွန်ကျေနပ်တယ်ကြည်စံငါသားကတရားရှင်မူကြီးရှင်သာတိပုတ္တရာနဲ့နောက်ဖက်ပြိုင်ပြီးတော့တောင်စကားပြောနိုင်တယ်အလွန်ကြီးပွားချမ်းသာနေတဲ့သားသမီးကိုမြင်တဲ့အခါမှာမုဒိတဖြစ်တဲ့မိဘလိုမျိုးပေါ့နော်သူ့စိတ်ထဲမှာကျဉ်းနှံ့မျက်နှာပြုံးနေတယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားကမြင်တော်မူတဲ့အခါအဲ့ဒီသုဘဝတ္တမင်းသမီးကိုဗာမေးတော့ဆိုတော့သုဘဝတ္တတဲ့တကယ်လို့ဒီလိုအစွမ်းတတ္တိရှိတဲ့လိမ္မာရေးကြနဲ့ပြည့်စုံတဲ့ဒီလိုရှင်သီဝလိလိုသားမျိုးကိုရခဲ့မယ်ဆိုရင်နောက်ထပ်မင်းဘယ်နှယောက်လောက်ရှုမလဲတဲ့အဲ့တော့သုဘဝတ္တမင်းကြီးကမြတ်စွာဘုရားတဲ့တပည့်တော်9 ယောက်လောက်ယူမယ်ဘုရားတဲ့မဆိုင်မတော့ကိုဖြေတာနော်9 ရက်တိတိကိုဝင်ဆောင်ခဲ့ရတဲ့ဒုက္ခတွေဘာဖြစ်သွားပြီတော့မေ့သွားပြီဟုတ်တယ်မဟုတ်လားစဉ်းစားနော်9 ယောက်တောင်ယူမယ်လို့ပြောတော့အဲ့ဒီအချိန်မှာမြတ်စွာဘုရားကတစုံတယောက်ကိုယဉ်ညွန်းပြောဆိုတဲ့ဒေသနာမျိုးတော့မဟုတ်ဘယ်သူ့ကိုမှယဉ်ညွန်းတာလည်းမဟုတ်အလိုလိုစိတ်ထဲမှာမဆန့်လို့နှုတ်တော်ကနေရှံကြလာတဲ့ဒေသနာအမျိုးအစားအဲ့ဒါကိုဥဒန်းလို့ခေါ်တယ်ဥဒန်းကျူးတယ်ဆိုတာအဲ့ဒါနော်အဲ့ဒီဥဒန်းကဘာတော့သောတော်ကဥစဉ်ပေးတဲ့တို့ကိုနည်းနည်းရှင်းပြရတဲ့ကာထာအတ္တတံတတ္တရူပေနပိယရူပေနအပိယံဒုက္ခဒုက္ခတရူပေနပမတ္တမတိဝတ္တတိတဲ့ตายาဘွယ်မဟုတ်သောနှစ်သက်ဘွယ်မဟုတ်သောချမ်းသာဘွယ်မဟုတ်သောလောကကตายာဘွယ်ရာလူလူနဲ့နှစ်သက်ဘွယ်ရာလူလူနဲ့ချမ်းသာလူလူနဲ့မေ့လျော့နေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖိစီးထားတယ်စဉ်းစားနော်ဒါကြောင့်ခုနတုန်းကပြစ္ဆုတ်ပံကိုသာတိတိနေမယ်ဆိုလို့ရှိရင်လောကကကိုယ်စိတ်ကိုလောဘဖြစ်အောင်လှည့်စားမှာမဟုတ်ဘူးဒေါသဖြစ်အောင်ဖြစ်စည်းမှာမဟုတ်ဘူးဆိုတဲ့ဒေသနာလေးကိုအခုဒေသနာလေးနဲ့ရှင်းပြီးတော့တွေးရမယ်ဟုတ်လားအဲ့ဒါကိုကပြစ္ဆုတ်ပံကိုသိမနေဘူးပြစ္ဆုတ်ပံကိုသိနေဖို့ဆိုတာတတိတလဇက်ရှိနေမှသိနိုင်လားပြောရရင်တတိမရှိဘူးဆိုတိုင်းမှာဒကာဓမ္မတို့ဦးဇင်းတို့တွေကအမြဲတမ်းလှည့်စားခံနေရတာပဲတတိရှိနေမှအလှည့်စားမခံရမှာဟုတ်လားအလှည့်စားခံရတိုင်းလည်းပဲဒကာဓမ္မတို့ဦးဇင်းတို့တွေကပါတော့အမြဲတမ်းလဲထွက်နေမှာပေါ့နော်ဒီဒုက္ခထဲမှာပဲလဲထွက်နေမှာဟုတ်လားဒါကြောင့်ပိဿပေါင်းတော်တို့ဒုတိယဂါထာလေးတိတိကျကျမှတ်ရမယ်နော်
အခုလောလောဆယ်ဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့ဟောဒီပြစ္ဆုတ်ပန်အခိုက်အတန့်မှာဖြစ်နေတဲ့ဒီသဘာဝတရားတွေကိုနော်အထုသိအမှန်သိပြီးတော့နေလိုက်ပါဒါဆိုလို့ရှိရင်စိတ်ဟာလောဘဖြစ်အောင်လှည့်စားတာကိုလည်းခံရမှာမဟုတ်ဘူးဒေါသဖြစ်အောင်ဖြစ်စည်းတာကိုလည်းခံရမှာမဟုတ်အဲ့ဒီလိုမြင့်မြတ်တဲ့နေနည်းကိုပညာရှိသူတော်ကောင်းများနေထိုင်နိုင်ဖို့အဲ့ဒီနည်းနဲ့နေထိုင်နိုင်ဖို့အမြဲတမ်းကြိုးစားကြတယ်တဲ့ဒါဒုတိယဂါထာရဲ့အဓိပ္ပာယ်နော်အဲ့လိုဆိုရင်ဦးဇင်းတို့တတိယဂါထာဆက်ပြီးတော့သွားမယ်တတိယဂါထာကအလွန်မြင့်မြတ်တဲ့ငြိမ်းချမ်းတဲ့ဒီနေနည်းကိုတော့ကျင့်သုံးပြီးတော့နေနိုင်ကြဖို့အတွက်မြတ်စွာဘုရားတိုက်တွန်းတာအဲ့လိုတိုက်တွန်းတဲ့အချိန်မှာဘာကိုပြပြီးတော့တိုက်တွန်းလဲဆိုတော့သေခြင်းတရားကိုပြပြီးတော့တိုက်တွန်းတာဒါကအလွန်အဓိပ္ပာယ်ရှိတယ်ဆိုတာပြီးရင်သိရနိုင်မယ်ဟုတ်လားအလွန်ကောင်းတဲ့ပြောရရင်အကောင်းဆုံးဖြစ်တဲ့ဒီအလုပ်ကိုလုပ်နိုင်ဖို့အတွက်လုပ်ဖြစ်ဖို့အတွက်သေခြင်းတရားကိုပြပြီးတော့တိုက်တွန်းတာအဲ့ဒီဂါထာလေးကတော့နော်လူကြားသူကြားထဲမှာအလွန်အယောင်များတဲ့ဂါထာလေးပါပဲတခြားသောဒေသနာတွေထဲမှာလည်းပဲသူ့ကိုတွေ့ရတယ်ဒီသုတ်တန်ထဲမှာလည်းသူ့ကိုထည့်ပြီးတော့ဟောတာကိုတွေ့ရတယ်ဣဇေဝကိစ္စမတ္တဗံကောဇေညာမရဏတုဝေနာဟိနောသင်္ကရတေနမဟာတိနေနမစ္ဆုနာကြားဦးတယ်မို့လားဣဇေဝကိစ္စမတ္တဗံကောဇေညာမရဏတုဝေနာဟိနောသင်္ကရတေနမဟာတိနေနမစ္ဆုနာဣဇေဝကိစ္စမတ္တဗံအလွန်မြင့်မြတ်တဲ့လှုပ်တဲ့လှုပ်ထိုက်တဲ့အဲ့ဒီအလုပ်ကိုဒီကနေ့ပဲလှုပ်ဖြစ်အောင်လှုပ်လိုက်ပါတဲ့ဘာလို့တော့ကောဇင်ညာမရဏတုဝေမနေ့ဖြန်မှာနေရမယ်မနေရဘူးဆိုတာအတိအကျဘယ်သူမှမသိနိုင်လို့တဲ့ဒီချစဉ်းစားနော်အခုပဲလှုပ်တဲ့လှုပ်ထိုက်တဲ့တန်ဖိုးကြီးမားလာတဲ့ဒီအလုပ်ကိုအခုပဲလှုပ်ဖြစ်အောင်လှုပ်လိုက်ဘာလို့ဆိုတော့မနေ့ဖြန်ဆိုတာမသေးကြဘူးဆိုတဲ့အတိတ်ပဲဟုတ်လားဦးဇင်းရဲ့မနေ့ပြန်တော့ဒီတော့မသေးသေးပါဘူးလောင်းစားလုံးမလားမပြောရင်တော့ကျွတ်တို့ရှုံးမှာမဟုတ်လားမြတ်စွာဘုရားလည်းမနေ့ပြန်သေလိမ့်မယ်လို့ပြောတာမှမဟုတ်ပဲသေခြင်းလည်းသေမယ်နေခြင်းလည်းနေရမယ်ဟုတ်လားသေကြတာကတော့သေသွားကြတဲ့လူတိုင်းမနေ့ပြန်မှာငါသေလိမ့်မယ်လို့မသိဘဲနဲ့သေကြတာပါပဲဟုတ်တယ်မဟုတ်လားတော့ဒီနေ့မှာဦးဇင်းတို့သဘောကျတာလေးတစ်ခုကမြတ်စွာဘုရားကဒေသနာတစ်ခုကိုဟောပြီးဆိုရင်အကြောင်းပြချက်ခိုင်လုံကပါသမြဲပဲအခုလည်းပဲကောဇင်ညာမရဏတုဝေမနေ့ဖြန်မှာနေရမယ်မနေရမယ်ဆိုတာမသေးကြဘူးလို့ပြောလိုက်တယ်အဲ့ဒါလို့ပြောဖို့အတွက်အကြောင်းပြချက်ထပ်ပြီးတော့ပေးထားတယ်ဘာလို့မနေ့ဖြန်ဟာမသေးကြဘူးလို့ပြောရသလဲနာဟိနောသင်္ကရတေနမဟာတေနေနမစ္ဆုနာအဲ့ဒါအကြောင်းပြချက်ပဲတနည်းအားဖြင့်အဲ့ဒါအဖြေပဲမဟာတေနေနမစ္ဆုနာများစွာစစ်တီရှိသောသင်မင်းနဲ့နာဟိနောသင်္ကရတေနတတ္တဝါတွေမှာဘယ်အချိန်မှတွေ့ကြုံကြမလို့ချင်းချက်ထားတာမရှိလို့ပဲတဲ့ဟောဒါအကြောင်းပြချက်ပဲနော်စစ်တီများစွာရှိသောသင်မင်းနဲ့ဒကာဓမ္မတို့ဦးဇင်းတို့တွေဟာဘယ်အချိန်မှတွေ့ကြုံကြမယ်လို့ချင်းထားတာညှိထားတာမရှိဘူးတဲ့ဒါလေးကိုလည်းဦးဇင်းကနားလည်အောင်တော့ပြောကျင်သေးတယ်လွယ်လွယ်လေးပြောသွားရင်လည်းပြီးသွားတာပါပဲဒါပေမဲ့အဲ့လိုတော့မဖြစ်စေချင်ဘူးပေါ့နော်များစွာသောစစ်တီရှိသောသေမင်းလို့ပြောတယ်သေခြင်းတရားကိုမြတ်စွာဘုရားကတတိတနနဲ့စံမြန်းနေတဲ့မင်းတစ်ပါးနဲ့ဥမာပေးတာပေါ့နော်တကယ်တည်းကတော့သေခြင်းတရားကတတိတနနဲ့စံမြန်းနေတာဘယ်မှမရှိပါဘူးသေမင်းဆိုတာဘာကိုပြောတာလဲလို့မေးရင်ဘယ်လိုဖြေမလို့ဒီခန္ဓာကိုယ်ကြီးကိုပြောတာသေမင်းကဒီခန္ဓာကိုယ်ကလွဲလို့တခြားဘယ်နာမှမရှိဘူးသေတတ်တဲ့ခန္ဓာသီးပင်လည်းသေမင်းဖြစ်တယ်စာလို့ပြောရရင်ဒီခန္ဓာဟာတည်တတ်သောခန္ဓာတတ်အပ်သောခန္ဓာတတ်တတ်သောခန္ဓာပေါ့နော်တတ်အပ်တတ်တတ်ဆိုတာသုံးတယ်သူကတတ်လို့ပဲသူတည်ရတာသူဒီပင်လျင်တတ်တတ်တဲ့အရာသူဒီပင်လျင်အသက်ခံရတဲ့အရာအလွန်မှန်တာပဲလောကမှာသူများတတ်လို့တည်ရတဲ့မတန်နဲ့ဘယ်သူမှမတတ်ဘဲနဲ့သူ့လိုတည်သွားတယ်လူဘယ်ဟာပုံများဟုတ်တယ်မဟုတ်လားဘယ်သူတတ်လို့တော့သူတတ်တာပဲလေခန္ဓာကိုယ်ရဲ့သူတတ်သွားတာပဲဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်အစမတန်ကိုများတာပါပဲသူများတတ်လို့တရားတယ်ဆိုတာလည်းပဲဒါကတတ်လို့ရလို့မို့မခိုင်မာလို့မို့တနည်းအားဖြင့်သူ့ကွာစပြီးတော့တည်တဲ့အရာဖြစ်လို့မို့တတ်လို့ရတာပဲလေအဲ့ဒီဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့ခန္ဓာတိုင်းဟာကိုယ့်ကိုတတ်သွားတာလို့ပြောမယ်ဆိုရင်လည်းပြောလို့မရဘူးလားရတယ်နော်သူ့လိုဒီလိုပဲသေကြရတာပဲဟုတ်လားဒါကြောင့်မလို့မြတ်စွာဘုရားကသေမင်းဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောတာဘယ်မှလာပြီးတော့တတ်မှာမဟုတ်ဒီခန္ဓာကိုယ်ကြီးကသူ့လိုပဲပျက်စီးသွားမှာဟုတ်လားအဲ့လိုဆိုရင်ဦးဇင်းရဲ့သေမင်းကတော့သဘောပေါက်ပါပြီများစွာစစ်တီရှိသောဆိုတာဘာပြောတာတော့
ဒီသင်္မေမှာစစ်တီတွေအများကြီးရှိတယ်ဆိုတော့ဘယ်သူတိုက်လို့မှသူ့ကိုမနိုင်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်စေတင်တာဘယ်လောက်နော်အရှိန်ဝါကြီးတဲ့ဘုံကြီးတဲ့နော်အာနာကြီးတဲ့ဘာကြီးပဲဖြစ်လို့နေသေမင်းနဲ့တွေ့ပြီဆိုရင်တော့အကုန်လုံးဟာသူ့ရှိမှာအရှုံးပေးရတာကြီးပဲဟုတ်လားဘာလို့လဲသူကစစ်တီတွေအများကြီးရှိတာ哦အဲ့လိုဆိုရင်စစ်တီအများကြီးရှိတယ်ဆိုတာစစ်တီဆိုတာမပြောတာတော့ဒီခန္ဓာကိုယ်ကြီးဟာသိစရာအကြောင်းတရားတွေအလွန်များတယ်ဆိုတာကိုများစွာသောစစ်တီရှိတယ်လို့တင်စားပြောတာဆိုလိုတာကဒါကသမတို့ဦးဇင်းရဲ့ခန္ဓာကိုယ်ကြီးဟာအကြောင်းတရားများစွာကြောင့်သိနိုင်တယ်ဘာမဟုတ်တဲ့အကြောင်းလေးကြောင့်လည်းသိနိုင်တယ်နော်ဆိုကြပါစို့စံကြီးမင်းလောက်ရှိတဲ့အာရုံလေးတချို့ပြက်တောက်သွားတာနဲ့လည်းဘုံနဲ့သိသွားနိုင်တယ်ကျန်တဲ့ဟာတွေအကုန်အကောင်းအဲ့ဒါလေးမကောင်းတာနဲ့သွားမှာပဲဟုတ်လားဒီနေရာမှာခန္ဓာကိုယ်ကြီးကသိစရာအကြောင်းတရားတွေအလွန်များတယ်ဆိုတာကိုပို့ပြီးတော့နားလည်နိုင်ခြင်းနဲ့ဆိုရင်ခန္ဓာဗေဒကိုနည်းနည်းလောက်လေ့လာကြည့်ပါနော်ခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်ဘယ်လောက်ခက်ခက်ခဲခဲရုန်းကန်နေရတယ်လဲဆိုတော့သိအောင်လုပ်လူတွေကကိုယ်အကြောင်းကိုသိအောင်လုပ်တဲ့အချိန်ကအလွန်နည်းတာပဲဒီပညာတွေပဲရှောက်သိခြင်းနေတာအဲ့ဒါအတွက်ပဲအချိန်ပေးတာကိုယ်အကြောင်းကိုတော့ဘာမှမသိဟုတ်လားဒီခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်ဒီခန္ဓာကိုယ်ကြီးကသူ့ဘလို့အလုံးလုံးနေတယ်လဲဆိုတာကိုမြင်အောင်ကြည့်လူတွေကငါရှင်ခြင်းလို့ရှင်နေတာလို့ထင်နေတာလေမငါအကြောင်းတရားတွေစုံနေသေးလို့ရက်တည်နေတာပေါ့တခုခုချွေရင်းသွားတယ်နဲ့သွားမှာပဲဟုတ်လားဆိုကြပါစို့များများမစဉ်းစားနဲ့ဒီရင်ကောင်းမိတ်မှာရှိနေတဲ့အဆုတ်နဲ့နှလုံးရဲ့အကြောင်းကိုလည်းလောက်စဉ်းစားကြည့်ပါဟုတ်လားနှလုံးကဘာလုပ်တာတော့တကိုယ်လုံးကိုသွေးတွေရအောင်ပို့တာပေါ့နော်ဘာလို့သွေးကိုပို့တာတော့ဆိုတော့ခန္ဓာကိုယ်အစိတ်ပိုင်းတိုင်းကလိုအပ်တဲ့အောက်ဆီဂျင်ဓာတ်ကိုရအောင်လို့ပို့ရတာအောက်ဆီဂျင်ဓာတ်ကိုသွေးရတည်သွားတာဟုတ်လားပြီးရင်အဲ့ဒီသွေးကအကုန်လုံးဖြတ်တန်းလာခဲ့ပြီးတဲ့အခါကျတော့ဟောင်းသွားတယ်ပေါ့နော်ခန္ဓာကိုယ်ရဲ့အစိတ်တောက်ကိုပြန်ပြီးတော့ဒီသွေးကပဲပြန်တည်လာတာအဲ့ဒီသွေးကိုအသစ်ပြန်ဖြစ်ဖို့လိုတယ်အောက်ဆီဂျင်ဓာတ်နဲ့ပြည့်ဝနေတဲ့လက်ဆက်တဲ့သွေးဖြစ်ဖို့လိုတယ်သူတည်လာတဲ့အစိတ်တောက်တွေကိုလည်းထုတ်ပြဖို့လိုတယ်အောက်ဆီဂျင်ဓာတ်အသေးရဖို့လိုတယ်သွေးတွေကပြန်ပါလာတဲ့အစိတ်အတောက်ဓာတ်တွေကိုထုတ်ပြဖို့လိုတယ်အဲ့ဒီလေးအသေးရပြီးတော့အညစ်အကြေးအဟောင်းကိုပြန်ထုတ်ဖို့အလုပ်ကိုဘယ်လိုလုပ်မလဲအဆုတ်ကလုပ်မယ်ပေါ့သူတို့နှစ်ခုကတကယ့်ကိုရက်ညီလက်ညီနည်းနည်းမှအတင်းဆောင်မရှိပဲနဲ့အတူတူနှွှဲလာကြတာတစ်ချက်ကလေးမှမရက်ခဲ့သေးဘူးမနာခဲ့သေးဘူးရက်ပြီးဆိုရင်လည်းသေမှာပဲတဲတဲလေးသွားတယ်နော်မြင်အောင်ကြည့်ဟုတ်လားဟုတ်တယ်မဟုတ်လားအသက်ရှူရှိုက်နေတာအဓိကဘယ်သူကရှူရှိုက်ဒီအဆုတ်ကရှူရှိုက်နေတာနော်ဝင်ထွက်နေတာအသက်ရှူလိုက်တယ်ဆိုတာဘာလို့တာတော့ခန္ဓာကိုယ်ရဲ့အကြီးမားဆုံးလိုအပ်ချက်အောက်ဆီဂျင်ဓာတ်ကိုယူလိုက်တာမရရင်သေမှာသေခြင်းရဲ့လုံနေတာထွက်လေးထွက်သွားတယ်ဆိုတာဘာလို့တာတော့ခန္ဓာကိုယ်အတွက်အစိတ်အတောက်ဓာတ်ကိုထုတ်ပြစ်တာမထုတ်ရရင်လည်းပြဿနာအကြီးကြီးတက်မှာပဲသူကဟုတ်တယ်မဟုတ်လားအောင်းကိုထုတ်မယ်အသေးကိုယူမယ်ဒီကလည်းအသက်ကိုယူသွားပြီးတော့သေယူဖို့ဆောင်မယ်ပြန်ပြီးတော့အဟောင်းပြန်သေလာမယ်ဒါကနှလုံးကတော့သွေးရနေတဲ့စဉ်အလုတ်လောက်တာပေါ့နော်စဉ်းစားကြည့်ဒီအသက်ရှူရှိုက်နေရတဲ့ကိစ္စလေးရဲ့ခန္ဓာကိုယ်ရှင်သန်ရည်တွေဘလောက်အရေးကြီးတဲ့နေရာကနေတာဝန်ထမ်းဆောင်နေတယ်လဲဆိုတာမြင်အောင်ကြည့်ဦးဇင်းတို့ရှင်သန်ရက်တည်ဖို့အတွက်နော်အရည်ဓာတ်တွေအဖတ်ဓာတ်တွေလိုတာပေါ့ဒါအစာအာဟာရပေါ့နော်အဲ့ဒီအစာအာဟာရကိုပဲလူတွေကအရန်အရေးကြီးစွာလိုနေတယ်လို့မြင်တာတကယ်သူ့ထက်ပိုပြီးတော့အရေးကြီးအမြဲတမ်းလိုနေတာကဘာလို့လေဟိုအမှနည်းနည်းဆိုင်းထားလို့ရသေးတယ်ဟုတ်တယ်မဟုတ်လားအစာဘာငငယ်ကကြောက်ပါတယ်ဘာလို့ထမင်းအသက်9ရက်ရေအသက်1မိနစ်တည်းဟုတ်လားလေးကြတော့ဘယ်လိုပြောမလဲခဏတော့မရအောင်နော်အောင့်ထားလို့မရအောင်ဟုတ်လားအဲ့တော့ပြောချင်တာကဘယ်စုံတောင်းစုံကနေဒီခန္ဓာကိုယ်ကြီးဟာနော်ရှင်သန်ဖို့အတွက်ရုန်းကန်နေရတယ်အလုတ်လုတ်နေရတယ်နားခွင့်တောင်မရှိဘူးအဲ့တော့တခုခုချွေရင်းပြီဆိုတာနဲ့ဦးဇင်းတို့ခန္ဓာကိုယ်ကြီးဟာပျက်စီးသွားမှာပဲပျက်စီးစရာအကြောင်းတရားတွေအလွန်များတယ်ဒါကအစုပ်နဲ့နှလုံးပဲပြောနေသေးတာဟုတ်လားဒီအစာချင်းစနစ်ထဲသွားမယ်ဆိုရင်တော့အရန်ကိုရှုပ်ထွေးသွားတယ်ဒီမဲ့ပဲဆရာဝန်တွေပါတယ်ဆိုရင်တော့နောက်ဘက်ကိုစဉ်းစားကြည့်ပါနော်သူတို့တော့အများကြီးသိမှာပေါ့ဟုတ်လားတခုခုအလုံးမလုပ်ဘူးဆိုတော့လည်းကျန်တာတွေပါပြဿနာတက်တော့ကားတစ်စင်းတခုခုချွေးနေတာလေးကိုပြင်းမပြင်းရင်ပေါ့ကျန်တာတွေပါဆက်သွယ်ပြီးတော့အကြီးဖြစ်သွားမှာဟုတ်လားခန္ဓာကိုယ်ကြီးကလည်းအဲ့ဒီတိုင်းပဲဟုတ်လားဒါကြောင့်ပျက်စီးစရာအကြောင်းတရားတွေအလွန်များတယ်ရှင်သန်ဖို့ခက်ခဲသလောက်သေဆုံးဖို့လွယ်ကူတယ်ခန္ဓာကိုယ်ရဲ့သဘာဝပေါ့နော်အဲ့ဒါကိုမြတ်စွာဘုရားကစစ်တီများစွာရှိသောသေမင်းလို့ပြောတာ
တေဇာအကြောင်းတရားအလွန်များတဲ့ဒီခန္ဓာကိုယ်ကြီးနဲ့ဦးဇင်းတို့တွေကဘယ်အချိန်ကျမှတို့ပြည့်စည်ကြမယ်ဘယ်အချိန်ထိတော့တို့အောင်ပြီးတော့နေအောင်မယ်လို့ဦးဇင်းတို့မှာချိန်ထားတာတိုင်ပင်ထားတာမရှိဘူးတဲ့အကြောင်းကုန်တဲ့အချိန်မှာရက်သွားတော့ဒါကရှုတော့တစ်မျိုးကလည်းဦးဇင်းကခန္ဓာဗေဒရှုတော့ကနေလည်းပြောကြည့်တာပါတကယ်အဲ့ဒါတည်းပို့ပြီးတော့ထိတ်လန့်မွေရကောင်းတဲ့အမှန်တရားကိုမြင်နေဆိုရင်ကံရှုတော့ကနေကြည့်ကြည့်အောင်ရှင်းတန်းနေတယ်ဆိုတာကံစိတ်ဥဒုအာဟာရအကြောင်းတရား၄ပါးကိုရင်ပြောနေတာဥဒုနဲ့အာဟာရလောက်ပဲပြောနေတာပါနော်စိတ်ဆိုတာလည်းအလွန်ကြီးမားတဲ့လွှမ်းမိုးမှုရှိတယ်ရှင်းတန်းမှုအတွက်ဟုတ်လားပိုးပြီးတော့ဦးဇင်းတို့မမြင်နိုင်မဲနဲ့ပိုးပြီးတော့ကြီးမားတဲ့လွှမ်းမိုးမှုနဲ့အကျိုးကျေးဇူးပြုနေတာပေါင်းဆိုကံတရားပဲအဲ့ဒီကံအရှိန်နဲ့ဦးဇင်းတို့ကသွားနေတာအခုကကိုသွားခြင်းလို့သွားနေတာမဟုတ်ကံအရှိန်နဲ့သွားနေတာအဲ့ဒီအရှင်ကဘယ်လောက်ထိပါလာမလဲဘယ်သူမှမသိနိုင်ဘူးကြောင့်သူဘိန်းတစ်ဘိန်းဦးဇင်းတို့လှိမ့်ချလိုက်မယ်ကိုတွန်းလိုက်တဲ့အရှင်ရှိသလောက်ပဲလိမ့်ပါနော်အဲ့ဒီအရှင်ဘယ်လောက်လို့ဦးဇင်းတို့သိနိုင်မလားကိုအားဘယ်လောက်စိုက်လိုက်တယ်လဲအရှင်ကုန်တဲ့အချိန်မှာဒီဘိန်းဟာလဲသွားပါပေါ့အဲ့လိုပဲဘဝကဦးဇင်းတို့လူဖြစ်အောင်ပြုခဲ့တဲ့ကံအကြောင်းတရားနော်အဲ့ဒီအရှင်ကလေးနဲ့ဦးဇင်းတို့ဘာလုပ်နေတော့ပွားနေတာညအချိန်ကုန်သွားမယ်ဆိုရင်မနဲ့နှုတ်ထားခွင့်မရှိဘူးကုန်တဲ့အချိန်မှာရရမယ်စောတကတက်လို့မရဘူးဘယ်ချိန်ကုန်မှမတော့မသိနိုင်ဘူးဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတေဇာအကြောင်းတရားအလွန်များတဲ့ခန္ဓာကိုယ်ကြီးနဲ့တတ္တဝါတွေကဘယ်အချိန်မှတွေ့ကြုံကြမယ်လို့နော်အချိန်ချက်ထားတာတိုင်ပင်ထားတာမရှိတဲ့အတွက်ကြောင့်မနဲ့ဖြတ်မှနေရမယ်မနေရဘူးဆိုတာအတိအကျဘယ်သူမှမသိနိုင်ဘူးလို့ပြောတာတဲ့အဲ့ဒါကြောင့်မို့လို့ကိုပဲဒီကနေ့လှုပ်တဲ့လှုပ်ထိုက်တဲ့တန်ဖိုးအကြီးဆုံးဖြစ်တဲ့အဲ့ဒီအလုပ်ပြစ္ဆုတ်ပံမှာနော်တတိလေးထားပြီးတော့နေတဲ့အလုပ်ကိုဒီကနေ့ပဲလှုပ်ဖြစ်အောင်လှုပ်လိုက်တဲ့သူ့ကိုလှုပ်လို့ရှင်တန်ဖိုးဖြတ်လို့မရတဲ့အကျိုးကျေးဇူးတွေရမှာလေဟုတ်လားဒါကြောင့်ဒီအလုပ်ကိုလှုပ်ဖြစ်ဖို့အတွက်မြတ်စွာဘုရားဘာကိုပြတိုက်တွန်းတော့သိခြင်းတရားကိုပြပြီးတော့တိုက်တွန်းတာဒါကအလွန်မှသဘာဝကျတယ်လို့ဦးဇင်းကမြင်တယ်သိခြင်းတရားကိုမြင်ရင်သိကြတာတစ်ခုကမကောင်းတာကိုကြောက်တယ်ကောင်းတာကိုအကိုးတယ်ဒါအသေးချာပဲလက်တွေ့กว่าကိုစဉ်းစားကြည့်မပြောကောင်းမဆိုကောင်းခဏနေငါတည်တော့မယ်ဆိုတော့မြန်သိခွင့်ရမယ်ဆိုရင်ဘယ်လိုနေကြမလဲခဏနေငါတည်တော့မယ်ဆိုတာမြန်သိရမယ်ဆိုရင်ဘယ်လိုနေမလဲသိခြင်းတရားကိုဦးဇင်းတို့ကောင်းတာနဲ့ပဲရင်ဆိုင်ရမှာလေမကောင်းတာနဲ့ပဲရင်ဆိုင်ရဲမလို့ဟုတ်တယ်မဟုတ်လားဒါလေးနဲ့ပတ်သက်ပြီးဦးဇင်းတစ်ခုပြောပြမယ်ဒီမေကွန်းဆန်ဆန်ပေါ့နော်မြတ်စွာဘုရားလက်ထက်ကကောသလမင်းကြီးလူတိုင်းကြားဘူးတယ်ဟုတ်လားအဲ့ဒီကောသလမင်းကြီးကဒီနေ့တော့မြတ်စွာဘုရားရဲ့အကြောင်းတော်ကိုသွားမယ်လို့အစီအစဉ်ဆွဲတာလမ်းကလည်းပဲတောအုပ်တစ်ခုကိုဖြတ်သွားမှာမြတ်စွာဘုရားလည်းတောအုပ်ဖြတ်ပြီးတော့သွားတဲ့နေရာမှာရှိနေတာအဲ့ဒီတဲ့ကပေါက်ကြားပြီးတော့နော်တောထဲမှာခိုးဆိုးတောင်းကြနေတဲ့လူဆိုးတစ်ခုတွေကကြားတော့ဘင်းကြီးပေါ်မှာသူတို့ကရန်ညိုးရှိတယ်အဲ့ဒါနဲ့ဒီရှင်မင်းဒီတောထဲကဖြတ်သွားရင်တော့တတ်မယ်လှုပ်ကြံမယ်လို့သူတို့ကလည်းစီစဉ်တာဒါပေမဲ့ရှင်မင်းဆိုတာကများသောအားဖြင့်ရှင်မင်းဖြစ်လိုက်တဲ့ကံဖြစ်လို့ကံရှိလို့ဖြစ်ကြတာဆိုတော့တတ်ဖို့ဟာတိတ်လွယ်တဲ့ကိစ္စမဟုတ်ဘူးအဲ့တော့ကြံကြံဖန်ဖန်အဲ့ဒီသခိုးဓမြတွေတဲကပဲတယောက်ကသစ္စာဖောက်ပြီးတော့ဒီတဲ့င်းကိုအပြည့်အစုံဘင်းကြီးကိုပေးတယ်ဘင်းကြီးကသိတယ်သိတဲ့အခါကျတော့အရင်မသွားသေးပဲနဲ့နော်တခိုးဓမြတွေတဲ့အလွန်ကြီးမားတဲ့စစ်တပ်ကိုလှုပ်ပြီးတော့အဲ့ဒီတခိုးတွေအကုန်လုံး900လောက်ရှိတယ်ပြောအကုန်ဖမ်းပြီးတော့အကုန်လုံးရဲဆက်ဆက်တပ်ပြစ်တာပဲတယောက်မှမချမ်းသာဘူးမပေးဘူးပြီးတော့လည်းအဲ့ဒါမြတ်စွာဘုရားရဲ့အကြောင်းကိုသွားတာပဲအစီအစဉ်ကိုလည်းမဖြတ်ဘူးဒါမြတ်စွာဘုရားဒီရောက်တော့မြတ်စွာဘုရားသိတာပေါ့ဒီရှင်မင်းအလွန်ရက်ဆက်တဲ့အလုပ်ကိုလုပ်ခဲ့တာသိတယ်သိတဲ့ခါကျတော့အဲ့ဒါကိုပြောပြီးတော့မေးမယ်ဆိုရင်လည်းမျက်စိပြည့်မျက်နှာပဲဖြစ်မယ်လေအလိုက်မသိရရောက်မယ်ဟုတ်လားအဲ့တော့မြတ်စွာဘုရားဗာမေးတော့ဆိုတော့အထာကလေးနဲ့မေးတယ်လို့ပြောရမယ်ဟုတ်လားမင်းကြီးတဲ့ခုနေခါမျိုးမှာတကယ်လို့များမင်းကြီးယုံကြည်စိတ်ချရတဲ့မင်းကြီးတယောက်ကမင်းကြီးအရှိရမျက်နာကနေပြီးတော့မိုးလောက်ထီအောင်မြင့်တဲ့တောင်ကြီးတစ်လုံးဟာဒီကဘာမြေပြင်လောကမှာရှိသမျှသောတတ္တဝါတွေကိုကြိတ်ချပြီးတော့လိမ့်လာနေတယ်ဆိုတဲ့သတင်းကိုပေးခဲ့မယ်ဆိုရင်အဲ့ဒါလိုပဲအနောက်ရက်ကတောင်ရက်ကအမြောက်ရက်ကအရက်၄မျက်နာကနေပြီးတော့ကြောက်တောင်ကြီးတွေမိုးထီလောက်အောင်မြင့်တဲ့ကြောက်တောင်ကြီးတွေကဘာမြေပြင်မှာရှိသမျှတတ္တဝါအလုံးကိုကြိတ်ချပြီးတော့လိမ့်လာနေတယ်ဆိုတဲ့သတင်းယုံကြည်စိတ်ချရတဲ့မင်းကြီးတယောက်ကပေးခဲ့မယ်ဆိုရင်အဲ့ဒါလိုတလောကလုံးဘယ်မှပြေးလို့မလွတ်တဲ့ဘေးကြီးမျိုးများတကယ်လို့များဆိုက်လာခဲ့မယ်ဆိုရင်အဲ့ဒီချိန်မှာမင်းကြီးဘာလုပ်မလဲစောစောကဖုံဖုံမေးတဲ့မိကုန်းနဲ့အတိတ်ပဲတိတ်မထူးနော်ခဏနေရင်ငါသေးမယ်ဆိုရင်ငါဘာလုပ်မလဲဟုတ်လားအဲ့လိုမေးတဲ့အခါကျတော့မင်းကြီးကတေချာစဉ်းစားပြီးတော့ပြောတယ်ရှင်ဗျာတဲ့အဲ့လိုပြေးလို့မလွတ်တဲ့ဘေးကြီးတာခဏနေရင်ငါတေရတော့မှာပဲဆိုတဲ့အနေအထားမျိုးနဲ့ဆက်ရောက်လာခဲ့မယ်ဆိုရင်မတရားမှုကိုရှောင်ကျဉ်ဖို့
မြတ်မြတ်တာတာကျင့်သုံးဖို့ကောင်းမှုကိုကြိုးစားအထောက်ဖို့ကလွဲလို့တခြားဘာမှလုပ်စရာမရှိတော့ပါဘူးဗျာတဲ့မြတ်စွာဘုရားအဲ့ဒါထောက်ခံတယ်ဟုတ်တယ်တဲ့ခဏနေသေရတော့မယ်ဆိုရင်ကျွတ်တို့မကောင်းတာကိုအာယုံပြုလို့ကိုမရဘူးလုပ်ဖို့ဆိုတာဝေလာဝေးဟုတ်တယ်မဟုတ်လားမကောင်းမှုကြီးပြုပြီးတော့ဘယ်သိချင်းတရားကိုဦးဇင်းတို့ရင်ဆိုင်ရင်းမလို့နော်ဟုတ်တယ်မဟုတ်လားသေရတော့မယ်ဆိုရင်ဘာလို့ပဲဦးဇင်းတို့အာကိုအာရပြုရမှာလဲကောင်းမှုပေါ့နော်စိတ်ကောင်းနှလုံးကောင်းဟုတ်လားမုံမြတ်တဲ့စိတ်ကြည်လင်တန်ရှင်းတဲ့စိတ်နဲ့သိချင်းတရားကိုဦးဇင်းတို့ချမ်းချမ်းသာသာရင်ဆိုင်နိုင်မှသာနဲ့ကောင်းပါဦးဟုတ်လားအဲ့တော့အဖြေကပါတော့ခဏနေသေရတော့မယ်ဆိုရင်ကျွတ်တို့ကောင်းတာလုပ်ဖို့ပဲရှိတယ်တော့သိချင်းတရားကိုမြင်လိုက်ခြင်းသည်မကောင်းတာကိုကြောက်လန့်တဲ့စိတ်ကောင်းတာကိုအားကိုးလိုတဲ့စိတ်ဖြစ်လာတယ်ဆိုတာဘယ်လို့မှညင်လို့မရအောင်ပြောရင်တရားဓမ္မဦးဇင်းတို့တွေကအရေးထူတယ်ဟုတ်လားသိချင်းတရားနဲ့စဉ်းစားကြည့်မှပဲကောင်းတာကိုလုပ်ခြင်းစိတ်ကပေါက်တာဒီလိုလည်းပဲဦးဇင်းတို့ပြောလို့ရတယ်တကယ်လည်းပဲဟုတ်ပါတယ်သိချင်းတရားကိုသာအမှတ်ရကြည့်ဩငါလှုပ်တဲ့လှုပ်ထိုက်တာလုံးမှဖြစ်မယ်တန်ဖိုးရှိတဲ့အလုပ်ကိုလုပ်ဖို့အလိုလိုရွေးချယ်သွားမှာဒီစိတ်ကအဲ့ဒါကိုမေ့နေလို့သာလဲဦးဇင်းတို့တွေကကျန်တဲ့အသိအရေးမပါတဲ့အလုပ်တွေကိုရေးပါတယ်ဆိုတဲ့နေရာမှာထားပြီးတော့လုပ်နေကြတာဟုတ်လားသိချင်းတရားကိုနိနိကကမြင်ကြည့်လေဟုတ်လားကိုကျတို့ကအလွန်ဝေးတဲ့နေရာမှာပို့ထားတဲ့အခါကျတော့ဘဝနဲ့ပတ်သက်ပြီးတော့လေးလေးနက်နက်မြင်တဲ့အမြင်ကသိပြီးတော့မရှိတော့ဘူးဟုတ်လားဘဝမှာအဆင်ပြေပြီးဘလို့နေမလဲဆိုတာကိုပဲတွေးတော့တာပေါ့အဲ့ဒါကိုပဲဦးဇင်းတို့အကောင့်ထဲပုံရင်းနဲ့ပဲအချိန်ကုန်ကြမယ်ပေါ့သိချင်းတရားကိုမြင်မယ်ဆိုရင်အဲ့လောက်မရတော့ဘူးလေဟာငါဘလို့ရင်ဆိုင်မလို့ဘဝတန်တရားဆိုတာရှိလာတယ်ဟောတွက်စရာတွေကအများကြီးဖြစ်လာတယ်နော်လောဘဒေါသနည်းသွားတော့အသေးချာပဲဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သိချင်းကိုပြပြီးတော့အမျက်ဆုံးအကျင့်ကိုကျင့်သုံးဖို့တိုက်တွန်းတာဘလောက်အဓိပ္ပာယ်ပါတယ်ဆိုတာကိုတွေးမိဖို့ပြောပြတာဟုတ်လားဒါကြောင့်ဒါတတိယဂါထာဣဇေဝကိစ္စမာတဗံကောဇင်ညာမရဏံသူဝေနာဟိနောသင်္ကရတေနမဟာတိနေနမစ္ဆုနာဒီကနေ့ပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အမြင့်မြတ်ဆုံးအဲ့ဒီလှုပ်ကိုလှုပ်ဖြစ်အောင်လုပ်လိုက်ပါမနေ့ဖြန်မှာလှုပ်ခွင့်ရှိအောင်မရှိတော့ဘူးဆိုတော့ဘယ်သူမှအတိအကျမသိနိုင်ဘူးဘာလို့မသိနိုင်ဘူးလို့ပြောရတော့သိစရာအကြောင်းတရားတွေအလွန်များတဲ့ဒီခန္ဓာကိုယ်ကြီးနဲ့တနည်းအားဖြင့်စစ်တီများစွာရှိသောသေမင်းနဲ့စစ်တီများစွာရှိသောသေမင်းဆိုတာဘာကိုပြောတာဒီခန္ဓာကိုယ်ကြီးကိုပြောတာနော်သိစရာအကြောင်းတွေအလွန်များတယ်ကံအကြောင်းတရားတွေအားကောင်းစွာထောက်ပံ့နေလို့ဦးဇင်းတို့ကနော်တီတီငြိမ်ငြိမ်လေးသွားတယ်လို့ထင်ရတာပေါ့ဟုတ်လားတခုခုယိုယွင်းသွားတာနဲ့ဒီခန္ဓာကိုယ်ရဲ့ရှင်းသမှုကတော့ပြောယိုယွင်းသွားမှာပဲဟုတ်ရဲ့လားကိုယ်လက်ထဲမှာရှိတာကိုအကြောင်းတရားတွေလက်ထဲမှာရှိတာကိုမြင်အောင်ကြည့်ရမှာဟုတ်လားဒါကြောင့်မို့လို့များစွာသောစိတ်တည်ရှိသောတေမင်းနဲ့တတ္တဝါတွေမှာဘယ်အချိန်မှတွေ့ကြုံရမယ်ဆိုတာကိုချိန်ထားတာတိုင်ပင်ထားတာမရှိတဲ့အတွက်ကြောင့်မနေ့ဖြန်မှာနေရမယ်မနေရဘူးအတိအကျမသိနိုင်ဘူးဆိုတာအဲ့ဒါကြောင့်ပြောရတာတဲ့ဟုတ်လားဒါပါလေတတိယဂါထာသုံးရှိနော်အဲ့လိုဆိုရင်ဦးဇင်းတို့၄ခုမြောက်နောက်ဆုံးဂါထာကိုဆက်သွားကြမယ်ဟုတ်လားနောက်ဆုံးဂါထာလေးရတယ်ပြောစရာအလွန်ကောင်းပါဧဝံဝိဟာရိအာတမေအဟောရတမတ္တန္တိတောတံဝေဗတ္တေကာရတောတိတန်တောအာစိကတိမုနိအဟောရတမတ္တန္တိတောတဲ့နေရောညာရောမပြင်းမကြီးပဲနဲ့ဧဝံဝိဟာရိအာတမေအလွန်ထက်သန်တဲ့ဇွဲလုံးလာဝရိယနဲ့ဒီမြတ်သောအကျင့်ကိုကျင့်သုံးပြီးတော့နေမယ်ဆိုရင်မြတ်သောအကျင့်ဆိုတာမှပြောရတော့အတိတ်ကိုလည်းမပြန်မဲနဲ့အနာဂတ်ကိုလည်းမကြံမဲနဲ့အခုပြစ္ဆုတ်ပံအခိုက်အတန့်မှာဖြစ်နေတာလေးကိုအထူးသိပြီးတော့နေတဲ့နေလေးနဲ့နေနေတာကိုမြတ်သောအကျင့်ကိုကျင့်တယ်လို့ပြောတာဟုတ်လားအဲ့ဒီလုပ်ငန်းရဲ့တန်ဖိုးကိုနားလည်ပြီးတော့ပြင်းပြင်းထန်ထန်ဇွဲလုံးလာဝရိယနဲ့ထက်ထက်တန်တန်ကြိုးစားတယ်ဘယ်လောက်ထိကြိုးစားတော့အဟောရတမတ္တန္တိတောနေရောညရောတဲ့ညမတောင်ထည့်ထားတာနော်အဲ့လိုသာကြိုးစားမယ်ဆိုလို့ရှိရင်တဲ့တန်တောအာစိကတိမုနိတဲ့ငြိမ်းအေးတော်မူပြီးဖြစ်ကြတဲ့ဘုရားဆရှိတဲ့သူတော်ကောင်းကြီးတွေကချီးမွမ်းကြတယ်တဲ့ဘလို့ချီးမွမ်းကြတော့တံဝေဗတ္တေကာရတောတိဒီလူကတော့ကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ပဲလို့ချီးမွမ်းကြတယ်တဲ့ဟုတ်လားကောင်းသောညရှိသူတဲ့ညမှာစက်တည်ရှိရှိမင်္ဂလာရှိရှိငြိမ်းငြိမ်းချမ်းချမ်းကောင်းမှုကလေးနဲ့အတိပ္ပယ်ရှိရှိဖြတ်သန်းနိုင်မှကောင်းသောညဖြစ်မှာနော်အဲ့လိုကောင်းသောညလေးဖြစ်ဖို့ဆိုတာလည်းပဲနေစဉ်အခါမှာကောင်းတဲ့အလုပ်တန်ဖိုးရှိတဲ့အလုပ်ကိုလုပ်ပြီးတော့နေသွားနိုင်မှညမှာနောက်တာကင်းကင်းနဲ့တန်တန်ရှင်းရှင်းကောင်းတဲ့ညလေးကိုဖြတ်သန်းနိုင်မှာနေမှာလောဘဒေါသမောဟတောင်းကြခြင်းတိုင်းတောင်းကြပြီးတော့ထင်သလိုနေပြီးတော့သွားပဲဆိုရင်တော့ညဘယ်နည်းမှကောင်းတဲ့ညမဖြစ်နိုင်ဘူးဟုတ်တယ်မဟုတ်လားဆရာကြီးနန္ဒသိန်းသံပြောတာလေးကိုသွားပြီးတော့အမှတ်ရသေးတယ်သူကတော့စိတ်ကိုပြစ္ဆုတ်ပံမှာထားတာအလွန်ပင်ပန်းတယ်တဲ့အလေးအကျင့်မရှိတဲ့အခါကျတော့အများကြီးကြိုးစားရတယ်
စိတ်ကအတိတ်ကိုပြေးလိုက်အနာဂတ်ကိုပြေးလိုက်ဒီစိတ်ကတော့ဟောနေရိုင်းကိုဆုံးမတယ်လို့မျိုးပေါ့နော်ဒီပြစ္ဆုတ်ပန်လေးမှာနေလို့ကြိုးစားရတာအသားမကျတဲ့ခါကျတော့အရင်ပင်ပန်းတယ်အတင်းလှုပ်ရတယ်တရားအထုတ်ရတယ်လို့အဲ့လိုနေ့မှာအဲ့ဒါလေးအတင်းလှုပ်တဲ့ခါကျတော့ညအိပ်ရပေါ့ခေါင်းချလိုက်တာနဲ့တခါလဲအိပ်ပျော်သွားရောဘာဖြစ်သွားအိပ်ဖို့အတွက်ဦးဇင်းတို့သိပြီးတော့မကြိုးစားအဲ့ချမ်းချမ်းသာသာအိပ်ပျော်သွားရောဟုတ်တယ်တရားလေးနဲ့နေရတာချမ်းချမ်းသာသာအိပ်ပျော်စေတယ်ပေါ့နော်ကောင်းသောညဆိုတာလေးကိုသူကတော့အဲ့လိုလေးပေါ့ပါလေးရေးထားတာကိုဦးဇင်းဖတ်ဖို့တယ်ဟုတ်လားဒါဒီမှာတော့ဦးဇင်းတို့လေးလေးနဲ့လေးစဉ်းစားကြည့်မယ်ဟုတ်လားနေ့မှာအကောင်းဆုံးနေတဲ့နေ့နဲ့နေခဲ့မှသာလေညမှာကောင်းတဲ့ညဖြစ်နေတယ်နေ့မှာအကောင်းဆုံးနေတဲ့နေ့နဲ့မနေဘူးကိုညင်တော့ရင်ညင်တော့လောက်အကုသိုလ်များရင်များလောက်ညမှာပူပူလောင်လောင်နဲ့ပဲဖြစ်လာအောင်နော်နောင်တနဲ့ပူရတာဖြစ်နေဟုတ်လားကိုကျင့်တတ်မှုမရဘဲနဲ့ပူရတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့ဟုတ်လားအဲ့တော့ဦးချင်းဆက်ပြီးတော့ပြောရင်တာလေးတစ်ခုဖြည့်ရွှဲပြီးတော့ပြောရင်တာတစ်ခုကဘာတော့အဟောရတမတ္တန်တီတော်ဆိုတဲ့စကားလေးနေရောညရောမပြင်းမကြီးတဲ့နော်ဒီအလုပ်ကိုညပါမပြင်းမကြီးလုပ်ရမလို့ပြောတာအဲ့တော့ဒီအဆုံးအမဒေသနာကတာမန်လူတွေဖြစ်တဲ့ဦးဇင်းတို့ရောတရားဓမ္မတို့ရောတာမန်လူတွေအတွက်ဒါကအလုံးမလက်နှမမီနိုင်လောက်အောင်မြင့်တယ်လို့ဦးဇင်းကတော့ဆိုခြင်းတယ်။ဘာလို့ဆိုကျွတ်တို့ကညမပြောနဲ့နေ့တောင်လောက်တာမဟုတ်ဘူးလေ။ဟုတ်လား။အခုကနေ့ကိုပြောဘာလောက်ခိုင်းတာညပါလောက်ခိုင်းတာနော်။ဒါကဒီဘဝတင်ကွာရတ္တမညာရတ္တပူညာရပြီးတော့ဒုက္ခရဲ့အဆုံးကိုဏီကုံချုပ်စေရမယ်ဆိုတဲ့အလွန်မြင့်မားတဲ့တကယ်အာဇာနည်စိတ်ဓာတ်ရှိကြတဲ့နော်တကယ်ဒုက္ခကိုဒီဘဝနဲ့ကိုပဲချုပ်ငိမ့်သွားငါလုပ်မယ်နောက်ဘဝမဆက်စီရဘူးဆိုတဲ့ငြိမ်းချမ်းမှုအစစ်ကိုတကယ်ရအောင်လုပ်မယ်ဆိုတဲ့ပုံကိုယ်ဒီအတွက်ကတော့ဒီဒေသနာကိုလိုက်နာနိုင်ရမယ်ညကိုလုံမရမယ်ညတကယ်တမ်းကတော့အိပ်ပြရတာတော်တော်နှမျိုးစရာကောင်းတယ်လို့မြင်တတ်ဖို့လိုတယ်လူတယောက်အသက်50အသက်ရှင်ရတယ်ဆိုပါစို့သူတကယ်နေရတာပဲချိန်ကြီးနိုးတဲ့ချိန်မနေရလေအိတ်နေတဲ့ချိန်ကတစ်တုံးနဲ့ပါထူရမှာလို့ဟုတ်တယ်မဟုတ်လားအဲ့တော့အိတ်တဲ့အချိန်တွေကများသောအားဖြင့်ဘဝရဲ့3ပုံတစ်ပုံလောက်ကတော့အနည်းဆုံးရှိရနော်ဟုတ်တယ်မဟုတ်လားအဲ့ဒါကြီးဘာမှမလုပ်လိုက်ရပဲနဲ့မသုံးစားလိုက်ရပဲနဲ့အလဟတ်သက်ကုန်သွားတာဒါကြောင့်ညရဲ့တန်ဖိုးကိုမြင်ရမယ်ဒါကြောင့်ယဟန်ပြုကြတယ်ယဟန်ဘဝနဲ့နေကြတယ်ဆိုတာကဒီအလုပ်ကိုတော့ဆွန်းဆွန်းတမလုံနိုင်ဖို့အတွက်အခွင့်အရေးရဖို့အတွက်တကယ်တမ်းကယဟန်ပြုကြတာလေအဲ့တော့ယဟန်တွေကိုမြတ်စွာဘုရားဟောတဲ့ဒေသနာထဲမှာညဆိုတာအိပ်ဆက်ဖို့မဟုတ်ဘူးတဲ့နော်ကောင်းငင်ဆိုတဲ့မျက်နှာကျက်ကြီးမှာနက္ခတ္တရကျေတကားဆိုတဲ့မီးလေးတွေထွန်းတာညကိုမော့ကြည့်လိုက်အိပ်ပြဖို့အတွက်တော်တော်နှမျိုးစရာကောင်းတယ်ဆိုတဲ့အမြင်နဲ့ထေရဂါထာပါဠိတော်ထဲမှာပြောထားတာလေးရှိတယ်နော်ကျေလေးတွေကမီးပန်းလေးတွေမီးကျွဲလေးတွေအလှဆင်တာကောင်းငင်ဆိုတဲ့မျက်နှာကျက်ကြီးအောင်မှာကိုနေရအဲ့အိပ်လိုက်တော့ဘယ်လောက်လှလဲဆိုတာလည်းမသိဘူးနော်ဒါဆိုမြတ်သောဖြင့်လူတွေဆိုတာတော့နေမှာလောဘဒေါသမောဟတွေနဲ့ယုံကံကြရှာဖွေကြလှုပ်ကြကံကြတော့ညဆိုတာမအိပ်ဆက်လို့ရတော့ဖြစ်ကိုမဖြစ်တဲ့အနေအထားမျိုးအနာယူမယူလို့မရအောင်နော်ဟိုဆိုသူတို့ကပင်ဘောကြီးသွားတာဆိုတဲ့အခါကျတော့အနာယူတကယ်လို့နေ့မှာဦးဇင်းတို့သူတော်ကောင်းတရားကိုရှင်းမယ်ဆိုရင်ညမှာမအိပ်ဘဲနေလို့ရတယ်သူတော်ကောင်းတရားကိုကျင့်နေတာကွာဆိုတော့အကောင်းဆုံးအနာယူနေတာသူ့အတွက်ကတော့အိပ်ဖို့မလိုတဲ့အနေအထားမျိုးကိုရောက်နိုင်တယ်ဒါကြောင့်ဦးဇင်းတို့နေသိစိတ်တူတွေစောင့်ကြတဲ့ဉာဏ်တော်တွေရှိရလေလျောင်းဆက်ခြင်းကိုပယ်ထားတာပေါ့နော်တကယ်လို့ပင်မလုံးလို့အိတ်သွားဆိုမှထိုင်ရင်နဲ့ငိုက်တာလောက်ပဲရှိတာဟုတ်လားအဲ့တော့နေရောညရောမပြင်းမကြီးဆိုတာလေးကိုညရဲ့တန်ဖိုးလေးကိုမြင်ဖို့အဲ့ဒါကိုပြောပြတာတက္ကမကြီးတရားဦးဇင်းကိုပြောတာရှိတယ်ညကိုအရင်နှမျောတယ်ပေါ့ဒါကြောင့်အိတ်တဲ့အချိန်တွေကိုရှော့ပစ်လိုက်တယ်အဲ့ဒီတိတ်နေတဲ့အချိန်လေးမှာသူတရားထိုင်ဖို့ကြိုးစားတယ်ပေါ့နေ့ကိုတော့သူပုံမှန်ပဲလှုပ်ရှားတယ်မနေ့ကစောစောထားမယ်ညကိုညနေမှအိပ်ရအောင်မယ်4 နာရီလောက်ပဲသူအိပ်ဖို့ကြိုးစားတယ်တကယ်နေကြည့်တဲ့အခါကျတော့နေလို့ရတယ်ပေါ့ဒါပြီးနေ့ကြတော့တစ်ခါလေးကြတော့အိပ်ပျော်သွားတာလေးတော့ရှိတယ်ပေါ့ဒါပြီးညကြတော့လွန်တိတ်ဆိတ်တဲ့အတွက်ကြောင့်မို့လို့ဒီသူတော်ကောင်းလှုပ်ရတာအဝင်ခွင့်များရှိတယ်ဆိုတာကိုပြောတာရှိတယ်ဟုတ်လားဒါကနီးယူလို့ရတဲ့ပုံကိုယ်လေးတွေပါမယ်ဆိုလို့ရှိရင်အတူယူဖို့ပြောပြတာဟုတ်လားခုဒီမှာမြတ်စွာဘုရားဟောထားတာပါတယ်တော့အဟောရတ္တမတ္တန်တိတော့နေရောညရောမပြင်းရည်ပဲနဲ့ဧဝံဝိရတိအတ္တပေအလွန်ထက်သန်တဲ့ဇွဲလုံးလာဝိရိယနဲ့ကြိုးစားမယ်ဆိုရင်တန်တော်အစိကတိမုနိငြိမ်းအေးတော်မူပြီးဖြစ်ကြတဲ့ဘုရားဆရှိတဲ့သူတော်ကောင်းကြီးတွေကချီးမွမ်းကြတယ်ဘလို့ချီးမွမ်းတော့တံဝေဗတ္တိကရတော်ဒီပုဂ္ဂိုလ်ဟာကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ပဲလို့ချီးမွမ်းကြတယ်တဲ့ဟုတ်လားအဲ့တော့ဒီဒေသနာလေးကိုဦးဇင်းတို့ဆက်ဆက်ပြီးတော့တွေးကြကောင်းတဲ့ဒေသနာလေးတစ်ခုကောင်းတဲ့မှာပေါ်လာတာရှိတယ်
ဥဒ္ဓဟထနိတိတထကောအထောသူပိတေနဝအတုရာနေညိကာနိဒာတန်လဝိဒါနရုပ္ပတံအလွန်သဘောကျတယ်ကောင်းတယ်ဒီကာထာလေးဥဒ္ဓဟထထကြကုန်လို့နိတိတထထိုင်ကြကုန်လို့တဲ့ပြောတာလေးပြချာနာထောင်နော်ဒုနဲ့တော့အလှမ်းဝေးပါတယ်ဒီဒေသနာတွေကဒုနဲ့မမိပါဘူးလို့ကိုအရင်ကြီးနှိမ့်ပြီးတော့မတွက်နဲ့ဟုတ်လားဥဒ္ဓထထကြကုန်လို့နိတိတထထိုင်ကြကုန်လို့ကိုအထောသူပိတေနဝသင်အားအိပ်ဆက်ခြင်းအဖြစ်အဘယ်အကျိုးရှိပါအန်ဒီတဲ့ဘာဖြစ်လို့တော့အတုရာနေညိကာနိဒာတန်လဝိဒါနရုပ္ပတံတန်လဝိဒါနရုပ္ပတံမြားမှန်ခံရလို့ဖောက်ပြန်တုန်လှုပ်နေတဲ့သင်အတွက်တဲ့ဒါဘာပြောတာတော့တန်လဆိုတာမြားဆိုတာလောဘဒေါသမောဟကိုပြောတာတန်လဝိဒါနမြားမှန်တယ်မြားဘယ်မှာမှန်တာဆိုစိတ်နှလုံးမှာမှန်တယ်ဇာကဒေါသမောဟဆိုတဲ့မြားကဒီစိတ်နှလုံးကိုစူးဝင်နေတာရှိတယ်အဲ့ဒါကြောင့်မို့လို့နော်ပဂတိသမင်တကောင်ကိုမြားနဲ့ပြစ်လိုက်မယ်ဆိုလို့ရှိရင်ဒီသမင်ဟာမသေးခင်ကာလမှာပါတော့အလွန်အခက်ခက်တဲ့ကြောင့်လူးလိမ့်နေလိမ့်မယ်ပေါ့နော်အဲ့ဒါလိုပဲဒကာဓမ္မတို့ဦးဇင်းတို့ဘဝဟာစိတ်နှလုံးဟာလည်းပဲလူးလိမ့်နေတယ်ဘာဖြစ်လို့လဲတော့ကိလေသာတွေကိုတော့မြားသူ့ထဲမှာစူးနေလို့စိတ်ကအငြိမ်းကိုမနေနိုင်လူးလိမ့်နေရတယ်ဟုတ်လားဒါကပြောတော့တန်လဝိဒါနရုပ္ပတံမြားမှန်ခံရလို့ဖောက်ပြန်နေတယ်တုန်လှုပ်နေတယ်တဲ့ဒီစိတ်ကအဲ့လိုမြားမှန်ခံရလို့ဖောက်ပြန်တုံလို့ဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေအတွက်အိပ်ဆက်ခြင်းအပြင်အဘယ်အကျိုးရှိမလို့တဲ့ဒီလိုလူမျိုးကမအိပ်သင့်ဘူးပေါ့နော်ဥဒ္ဓထနိတိတထကောအထောသူပိနေနဝအတုရာနေညိကာနိဒာတန်လဝိဒါနရုပ္ပတံအတုရာနေညိဆိုတာပါသေးတယ်နောက်တန်လဝိဒါနရုပ္ပတံမြားမှန်ခံလို့ဖောက်ပြန်တုံလို့နေတဲ့အတုရာအမြဲတမ်းနာကျင်နေတဲ့သင်တို့လိုပုဂ္ဂိုလ်အတွက်တဲ့ကာနိဒာအိပ်ဆက်ခြင်းအပြင်အဘယ်အကျိုးရှိပါအန်နေကာနိဒာအိတ်လို့ဘာအကျိုးရှိမှာတော့တဲ့အမှန်ကမအိတ်တင်သေးဘူးပေါ့နော်အဲ့ဒါကိုအရင်ငြိမ်းအောင်လုပ်လိုက်အောင်ပေါ့တခါမှမြတ်စွာဘုရားကအရှင်ဒေဝရတ်ကကြောက်တုံးနဲ့လှိမ့်ချလို့အဲ့ဒီခြေမတော်ကိုသွေးကြည်ဥတုံးကဓာခွဲခံရတာရှိတယ်ရှင်စီဝကဓာခွဲသွေးပုတ်တွေထုတ်ပြရတာပေါ့နော်အဲ့ဒီမှာတကူလုံးပူပြီးတော့နေလို့အရှင်ဒေဝရတ်ကဆေးနဲ့အဲ့ဒီမှာဒီချာစီဝကကုတာပေါ့နော်အဲ့ဒီတုန်းကနဲ့တူတယ်ဦးဇင်းကောင်းကောင်းတော့မမေ့ဘူးအဲ့မြတ်စွာဘုရားနေလေခင်မှာကျင်းဆက်တယ်အဲ့ဒီကျင်းနေတာတပါးတဲ့ကြောင်းထဲမှာကျင်းနေတော့မာနကရောက်လာပြီးတော့မြတ်စွာဘုရားကိုပြောတယ်တဲ့ဘာလို့အိတ်နေတာတော့အလုတ်အကင်မရှိလို့လားဟုတ်လားဘာလို့စိတ်တိုင်းမကြလို့စိတ်ပြက်ပြီးတော့မြတ်အိတ်နေသလားနှောက်ရှက်တာပေါ့နော်ဘုရားကလာပြောအဲ့တော့မြတ်စွာဘုရားကိလေသာတန်းလန်းတဲ့လူတွေတောင်အိတ်နိုင်နေတာတဲ့ငါကိလေသာခင်းသွားဘာမှငါအတွက်မပူပန်ကြောက်ကြကြဘာမှမရှိဘူးငါလူဘာလို့မအိတ်နိုင်ရမှာတော့နဲ့ငါရှုတော်တမျိုးကပြောတာနော်ဒါလေးရဦးနဲ့စဉ်းစားဖို့ပြောတာပါကောင်းတဲ့အမှတ်ရတာတွေကိုပြောတာဟုတ်လားဘာမှအလုံးမပြီးသေးတဲ့ဘာမှစိတ်ချရမရှိသေးတဲ့စိတ်သက်သာရဘာမှမရသေးတဲ့ဒကာသမားတို့ဦးချင်းတို့တောင်တာမန်လူတွေတောင်ပါတော့အိတ်နိုင်ညာသေးတာဟောမြတ်စွာဘုရားမှာအဲ့ဒီကိလေသာတွေဘာမှမရှိတော့ဘူးဆင်းရဲတာတွေဘာမှမရှိတော့ဘူးသူလူဘာလို့မအိတ်နိုင်ရမှာလို့နဲ့ဘာမှနောက်ဆန်တင်စရာလည်းမရှိဟိုအရက်ပြိုးလေးပြောရမယ်ဆိုတော့ငါဘာမှပူပန်ကြောက်ကြရတယ်မရှိဘူးအေးဆေးအိတ်နေလို့လည်းဘာမှမရှိဘူးဆိုတဲ့အတိတ်ပဲအခုတရားဓမ္မတို့ဦးဇင်းတို့တွေကအေးဆေးလေးအိတ်နေတဲ့အနေအထားမျိုးမဟုတ်ဘူးဆိုတာဒါတွေးဖို့ဦးဇင်းကပြောတာပါတာမန်လူတွေအနေနဲ့တော့ဒါဦးဇင်းတို့အနေနဲ့လည်းပဲဒီဒေသနာကအလွန်မြင့်ပါတယ်ကိုလည်းပဲမလိုက်နိုင်ပါဘူးသို့တော့ဒေသနာတွေဟာဒီလိုရှိတယ်ဆိုတာလေးကိုတော့သိစေခြင်းနဲ့ပေါ့ဟုတ်ရဲ့လားဒါကြောင့်မို့လို့ကိလေသာတိဟုသောမြားမှန်လို့ဖောက်ပြန်တုံလုံနေတဲ့နာကျင်ခံခက်နေတဲ့သင်တို့အတွက်အိပ်ဆက်ခြင်းအပြင်အဘယ်အကျိုးရှိပါအနည်းလို့မြတ်စွာဘုရားဟောတာဟုတ်လားဒါကြောင့်တချို့ညလေးတွေမှာဒီဒေသနာလေးကိုများအမှတ်ရမယ်ဆိုရင်ငါနာယီဝက်လောက်တော့ထိုင်လိုက်အောင်မယ်ဟုတ်လားတနာယီလောက်တော့ထိုင်လိုက်အောင်မယ်အိတ်လိုက်ရင်လည်းဘာမှတော့ကျိုးထူပြီးတော့လာတဲ့အကြောင်းတော့မရှိဘူးမအိတ်လိုက်လို့လည်းပဲဘာမှအကျိုးမဲ့သွားတဲ့အကြောင်းတော့တကယ်တမ်းကမရှိဘူးအတိတူညာတို့တောင်အခက်မသိရင်ရရင်ရသွားနိုင်အခက်သိရင်ရရင်ရသွားနိုင်ပါနော်ဟုတ်လားဒါကြောင့်ပေးတဲ့ကောင်းတဲ့ကောင်းတို့နောက်ဆုံးဏီကုံကျုပ်ကာထာလေးရလည်းမှတ်သားကြရမကောင်းဘူးလားတရားတော်တော်တောင်ရှိသွားပြီဟုတ်လားတော်တော်တောင်များသွားပြီနော်နောက်ဆုံးကာထာလေးကိုပြန်ပြီးတော့ပြောမယ်နော်နေရောညာရောမပြင်းမကြီးထက်တန်တဲ့ဇွဲလုံးလာဝရိယနဲ့ဒီမြင့်မြတ်တဲ့အကျင့်ကိုကျင့်မယ်ဆိုလို့ရှိရင်ညီရတော်မူပြီးဖြစ်ကြတဲ့ဘုရားဆာရှိတဲ့သူတော်ကောင်းကြီးတွေကဒီလိုဟာကောင်းသောညရှိတဲ့ပုဂ္ဂိုလ်လို့ချီးမွမ်းကြတယ်တဲ့ကာထာဘယ်နှပုဒ်တော့၄ပုဒ်အဲ့ဒီကာထာ၄ပုဒ်လုံးဟာဆက်ဆက်မှုရှိရဲ့နော်ပြန်ပြီးတော့နှစ်ချုပ်ကြည့်မယ်ဟုတ်လားပထမဆုံးကာထာလေးပြန်ပြီးတော့အာယုံပြုကြည့်မယ်အတိတံနာနာကမေယနပတိကင်ခေအနာဂတံယရတိတံပဟိနန္တံအပတ္တင်္စအနာဂတံ
အတိတ်ကိုအစင်မလိုက်နဲ့အနာဂတ်ကိုအစင်မလိုက်နဲ့ဒီနေရာဖြင့်အတိတ်ကိုမပြန်နဲ့အနာဂတ်ကိုမကြံနဲ့ဘာလို့လို့အတိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီမရှိတော့ဘူးအနာဂတ်ဆိုတာကတော့ရောက်မလာသေးဘူးတဲ့ဒါကပထမကထာနော်တိမိယယတိရဲ့စကားလေးနဲ့ဆက်ဆက်ပြီးတော့ပြောခဲ့တာလည်းမမေ့နဲ့ဟုတ်လားချမ်းသာခြင်းနဲ့ဆိုရင်အတိတ်ကိုမပြန်မဲနဲ့အနာဂတ်ကိုမကြံမဲနဲ့နေနိုင်အောင်ကြိုးစားရမယ်အဲ့လိုဆိုရင်တကယ်လက်တွေ့မှာဦးဇင်းတို့တပည့်တော်တို့ဘယ်လိုနေကြမလို့အတိတ်ကိုမပြန်မဲနဲ့အနာဂတ်ကိုမကြံမဲနဲ့အဲ့ဒါကိုဒုတိယကထာကမညွှန်ပြဘူးလားညွှန်ပြတယ်နော်ပိစုပန်နိသယောဓမ္မတထတထဝိပတ္တိအတ္တံဟိရံအတ္တင်ကုပ္ပံတံဝိရာမနုပြုဟေအခုလောလောဆယ်ဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့ဒီသဘာဝတရားကိုဖြစ်နေတဲ့အတိုင်းလေးအမှန်သိအထူးသိပြီးတော့နေလိုက်ပါသတိပဋ္ဌာန်တရားလေးအထုတ်ပြီးတော့နေလိုက်ပါလို့ဆိုလိုတာဟုတ်လားဒါဆိုလို့ရှိရင်အတ္တံဟိရံအတ္တင်ကုပ္ပံအဲ့ဒီလိုနေလိုက်မယ်ဆိုရင်ဒီတွေ့ရကြုံရတဲ့အနေအထားတွေကကိုယ်စိတ်ကိုလောဘဖြစ်အောင်လည်းမဖြာယောင်းနိုင်ဘူးဒေါသဖြစ်အောင်လည်းမဖြစ်စည်းနိုင်ဘူးဒါလေးနှလုံးကိုတော့မမေ့သေးခြင်းဘူးနော်လောဘဖြစ်သွားပြီဆိုရင်ဖြာယောင်းခံရတယ်ဒေါသဖြစ်သွားပြီဆိုရင်ဖြစ်စည်းခံရတယ်အဲ့ဒါဒီအကျင့်ကိုကျင့်မယ်ဆိုရင်လောဘဒေါသတို့ဖြင့်ဖြာယောင်းတာမခံရဘူးဖြစ်စည်းတာမခံရဘူးဒါကြောင့်ဒီနေနီးလောက်လောကမှာမြင့်မြတ်တဲ့နေနီးဆိုတာမရှိဘူးအဲ့ကြောင့်မလို့တန်ဝိရာမနုပြွေဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာဒီနည်းနဲ့ကြိုးစားပြီးတော့နေကြတယ်တဲ့ဒါဒုတိယကထာအဲ့လိုဆိုရင်ဒီလောက်ကောင်းတဲ့ဒီလောက်အကျိုးကျေးဇူးကြီးတဲ့ဒါမဲ့ဉာဏ်ဘုံဉာဏ်ထိရသွားစေတယ်လို့အကျိုးကြီးတဲ့အလုပ်လို့ပြောတာနော်အဲ့ဒီလိုအလုပ်ကိုလုပ်ဖြစ်အောင်တတိယကထာကဘာကိုပြပြီးတော့တိုက်တွန်းတော့သေခြင်းကိုပြပြီးတော့တိုက်တွန်းတယ်ဣဇေဝကိစ္စမတ္တဗံကောဇင်ညာမရဏတုဝေနာဟိနောသင်္ကရတေနမဟာတိနေနမဇ္ဇုနာဒီကနေ့ပဲလှုပ်တဲ့လှုပ်ထိုက်တဲ့မြင့်မားတဲ့အဲ့ဒီအလုပ်ကိုလုပ်ဖြစ်အောင်လုပ်လိုက်ပါမနေ့ဖြန်မှာလှုပ်ခွင့်ရှိမယ်လှုပ်ခွင့်မရှိတော့ဘူးဆိုတာကိုအတိအကျဘယ်သူမှမသိနိုင်ဘူးဘာလို့မသိနိုင်ဘူးလို့ပြောရတယ်လေပျက်စီးစရာအကြောင်းတရားတွေအလွန်များတဲ့ဒီခန္ဓာကိုယ်ကြီးနဲ့တနည်းအားဖြင့်များစွာသောစစ်တီရှိသောသေမင်းနဲ့အတူတူပဲเนาะအဓိပ္ပာယ်ကတရားဓမ္မတို့ဦးဇင်းတို့တွေမှာဘယ်အချိန်မှတွေ့ကြကြုံကြမယ်လို့ချင်းချက်ထားတာတိုင်ပင်ထားတာမရှိဘူးတဲ့ဒါကြောင့်မနေ့ဖြန်ဆိုတာမသေးကြဘူးဒါကြောင့်နေရာတုံးလေးမှာဒီအလုပ်ကိုလုပ်ဖြစ်အောင်လုပ်တော့စီဝါရှာရင်းနဲ့လည်းတွဲလုပ်လို့ရပါတယ်တကယ်ကတရားတရားနေလို့ကြတာနေကြလို့တာမလုပ်ကြတာလေပညာသင်ရင်းနဲ့လည်းတွဲလုပ်လို့ရတာပါပဲစဉ်းစားကြည့်နော်တချို့ဦးဇင်းရဲ့အဲ့လိုကြီးပြစ္ဆုတ်မမကြီးရဲ့နေဒီကုတို့ဘာသွားစားမလဲလို့အကြောင်းမပြနဲ့နော်စာဝတ်နေရေးရှာဖွေတဲ့အလုပ်မဟုတ်ဘဲနဲ့ကျန်တဲ့ဘာမှသုံးစားလို့မရတဲ့တန်ဖိုးမရှိတဲ့လုပ်တွေနဲ့ချိန်ကုန်နေတာအများကြီးမရှိဘူးလားအဲ့ဒါတွေကိုအရင်ဆွဲနှုတ်စီဝါရေးလုပ်တာအရင်မရက်သေးနဲ့ဟုတ်လားရက်မှလည်းမဟုတ်ပါဘူးဘာကိုအရင်ဦးဇင်းတို့အစားထိုးမတော့ဘာမှတန်ဖိုးမရှိတဲ့လုပ်တွေလုပ်နေတဲ့အချိန်တွေအများကြီးရှိတယ်စာဝတ်နေရေးနဲ့လည်းမဆိုင်နဲ့လူမှုရေးနဲ့လည်းမဆိုင်နဲ့တက်ဖြောပြေးရေးပေါ့ပြောရရင်ခက်ကြမ်းကြမ်းပြောရရင်အပြင်းပြေုံမြအချိန်ဖြုံးနေတယ်အများကြီးရှိဟုတ်လားဘာမှလောကီလိုလည်းမဟုတ်လောကုတ္တရာလိုလည်းမဟုတ်ဟုတ်လားအများကြီးရှိတာပဲလေအဲ့ဒါတွေကိုအရင်အစားထိုးကြည့်ပေါ့နော်ပြစ္ဆုတ်ပါမှာနေကြည့်လိုက်ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်ကျန်တဲ့အချိန်တွေမှာနေလို့ရသွားတယ်ဆိုတာကိုသိသွားနိုင်ပါတယ်ဟုတ်လားဒါကြောင့်တတိယကထာကပါလေသေခြင်းကိုပြပြီးတော့မြတ်သောအကျင့်ကိုကျင့်သုံးနိုင်ဖို့မြတ်စွာဘုရားတိုက်တွန်းတာဦးဇင်းတို့မလုပ်ဘူးဆိုရင်သေကြပါတယ်သေကနေမှနောင်တနဲ့ပဲသေရမှာအဖြေကရှိပြီးသားတန်တရားကိုဖြစ်เสียမရှိဘူးမလုပ်ဘဲနဲ့သာနေနောင်တနဲ့သေရလိမ့်မယ်ဟုတ်လားနောင်တမရခြင်းဘူးဆိုရင်ကြိုတင်ပြီးတော့လှုပ်တာအဲ့ဒီကြတော့သူကဘယ်သူမှအပြစ်တင်လို့မရတော့ကိုပဲအပြစ်ကတင်ပြီးရင်တင်ပြီးရင်မင်းအသုံးမကျခဲ့ဘူးဒါတွေနဲ့လုံထွေးခတ်ပြီးတော့သေရမှာဟုတ်လားနောက်ဆုံး၄ခုမြောက်ကထာကဘာပြောတော့ဒီမြတ်သောအကျင့်ကိုအဲ့ဒါလိုမျိုးသေခြင်းတရားကိုစဉ်းစားပြီးတော့ဇွဲလုံးလာဝရိယနဲ့နေရောညာရောညကိုတောင်နှမျောတဲ့စိတ်နဲ့လုံးမယ်ကွာဆိုတဲ့စိတ်နဲ့လုံးမယ်ဆိုရင်ဘုရားဆရှိတဲ့သူတော်ကောင်းကြီးတွေကကောင်းသောညရှိတဲ့ပုဂ္ဂိုလ်လို့ချီးမွမ်းကြတယ်တဲ့ဧဝံဝိဟာရိအာတပိအဟောရတမတ္တန္တိတောတံဝေဘတ္တိကာရတောတိတံတောအာစိကတိမုနိဟုတ်လားအဟောရတမတ္တန္တိတောနေရောညာရောမပြင်းမရိထက်တန်တဲ့ဇွဲလုံးလာဝရိယနဲ့ဧဝံဝိဟာရိအာတပိဒီအကျင့်မြတ်ကိုကျင့်ပြီးတော့နေမယ်ဆိုရင်တံတောအာစိကတိမုနိငြင်းအေးတော်မူပြီးဖြစ်ကြတဲ့ဘုရားဆရှိတဲ့သူတော်ကောင်းကြီးတွေကတံဝေဘတ္တိကာရတောတိဒီပုဂ္ဂိုလ်ဟာကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ပဲလို့ချီးမွမ်းကြတယ်တဲ့ကောင်းမလားဒီဒေသနာလေးဒီကထာလေးပုဂ္ဂိုလ်အလို့ရအောင်ကြက်ပြီးတော့မြတ်အတိပ္ပယ်ကိုနားလည်အောင်လေ့လာပြီးစောင့်ထားမယ်ဆိုရင်အလွန်ကောင်းပါပဲဘလို့နေရမယ်ဆိုတော့သူအမြဲတမ်းကိုယ်လမ်းညွန်နေမှာ
ဟုတ်လားဒါတကယ်တမ်းအမြင့်မားဆုံးနေတဲ့နီးပဲဘာလို့အမြင့်မားဆုံးနေတဲ့နီးလို့ပြောရရင်လဲဆိုရင်အကျိုးရလအကြီးမားဆုံးထွက်လာမဲ့နီးဖြစ်လို့နော်လောကပရိဒေဝကိုငြိမ်းစေလိမ့်မယ်စိတ်ဓာတ်ကိုဖြူစင်စေလိမ့်မယ်ဒုက္ခဒေါမနတကိုချုပ်ငြိမ်းစေလိမ့်မယ်နောက်ဆုံးမဲ့ဉာဏ်ပူဉာဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရစေလိမ့်မယ်ဟုတ်လားဒါကြောင့်ရေတွက်လို့မကုန်နိုင်တဲ့အကျိုးကျေးဇူးများစွာရှိတယ်ဒီလုပ်ငန်းစဉ်ကိုဘုန်းကြီးတို့တွေကတန်ဖိုးကိုနားလည်တဲ့ပညာယုံကြည်တဲ့တရားတရားနဲ့ကြိုးစားအထောက်နိုင်ကြဖို့မလိုဘူးလားလိုတယ်ဒါဦးဇင်းတို့ဗတ္တိကာရတသုတ်တံမှာလာရှိတဲ့ဂါထာ၄ပုဒ်ကိုဒီကနေ့ညပေးသက်ပေါင်းသူတော်ကောင်းတို့ကိုတနာရီ15မိနစ်လောက်ချင်းယူပြီးတော့ပြောပြပါတယ်ဟုတ်လားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့ဒီအပမာဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့မိမိတို့ရဲ့ဘဝမှာကောင်းသောညရှိတဲ့ပုံကိုယ်တွေဖြစ်အောင်ကြိုးစားအထောက်နိုင်ကြပါစေလို့ဆန္ဒပြုပြီးဒီကနေ့ညပေးသက်ပေါင်းသူတော်ကောင်းတို့ကြိုးပမ်းအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း